ခြင်းသည်၎င်းအထိရှိ၏ဧတံဤအဆုံးမပေါင်းတို့ကိုဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တိုင်းတို့သည်သာသနာကောင်းစွာမသွေဟောကြားဆုံးမတော်မူခဲ့ကြပါဘေကုန်တည်းကဲအားလုံးဒီနေ့ဒီဘူကိုင်းရွာတရားလူတော်ပွဲကြီးကိုကြွရောက်လာကြတဲ့ယောဂီသူတော်စင်အပေါင်းတို့နှင့်တကွဘူကိုင်းရွာဒေသတဝိုက်မိတင်းနေထိုင်ကြသောလူနာများစွာတတ္တဝါအားလုံးကိုယ်စိတ်နှပါငြိမ်းအေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေမကောင်းမှုအကုသိုလ်ဒုစရိုက်တရားများကိုဝေးစွာရှောင်ရှားနိုင်ကြပါစေကောင်းမှုကုသိုလ်တရားများကိုကောင်းစွာပွားများအားထုတ်နိုင်ကြပုံသည်ဖြစ်လျက်ဒီဘဝဒီခန္ဓာဒီသာသနာနဲ့ကြုံတွေ့ကြမှာတန်တရားလွတ်မြောက်ကြောင်းမဲ့ဖို့နိဗ္ဗာန်ကိုလျင်မြန်စွာရယူနိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်ကဲတို့ဓမ္မတွေအားလုံးယခုကြားနာပူဇော်လိုက်တဲ့ခုနကဩဝါဒေသနာဟာဩဝါဒပါတိမောက်ဒေသနာလို့ခေါ်တယ်။ဘာလဲလဲ။ဩဝါဒဆိုတာကအဆုံးအမပါတိမောက်ဆိုတာအရင်အမြစ်အနစ်ချုပ်အကြီးအမှုဒီလိုအဓိပ္ပာယ်ရတယ်။တို့ဘုရားသာသနာတော်မှာအရေးကြီးဆုံးအဆုံးအမတွေတဲကအဆုံးအမတစ်ခုလို့ဒီလိုမှတ်ထားရမယ်နော်။အဲတော့ဦးဇင်းတို့တရားဓမ္မတွေကဘာဘာသာကိုးကွယ်ကြတာဩဗုဒ္ဓဘာသာဆိုရင်ဘယ်လိုနေရမလဲအဲ့ဒီမှာဘုရားရဲ့လို့ပေါ်ပေါ်တန်တန်မပြောဘဲနဲ့တို့ရင်ကြီးကြီးစင်တန်းမြင့်မြင့်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ဆောင်ပြီးနေရပါမယ်ဘုရားလို့ဖြေကြရအောင်နော်ဘယ်လိုနေကြမလဲမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်ဆောင်ပြီးတော့နေရမယ်ဟုတ်ပလားအဲ့တော့မြတ်စွာဘုရားအဆုံးအမအတိုင်းလိုက်နာကျင့်ဆောင်တော့မယ်ဆိုရင်တို့ဓမ္မတွေရှေးဥစွာအရင်ဆုံးဘာလုပ်သင့်လဲအိမ်မြပြန်သွားကြသလားငြိမ့်နေတာမြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာကျင့်ဆောင်မယ်ဆိုအဆုံးအမမသိဘဲနဲ့ရမလားဒါဖြင့်အရင်ဆုံးမလုပ်အောင်အဆုံးအမသိအောင်အရင်လုပ်အောင်ပြောအားလိုက်တာနော်အတော်အားတဲ့လူတွေအဆုံးအမမသိပဲလိုက်နာကျင့်သုံးခြင်းဆိုတာဖြစ်နိုင်ပါမလားဒါဖြင့်အရင်ဆုံးမလုပ်ရမလဲအမြတ်စွာဘုရားရဲ့အဆုံးအမကိုသိအောင်လုပ်ရမယ်အဲ့ဒါပရိယတ္တိသာသနာလို့ခေါ်တယ်ဘာလဲပရိယတ္တိဆိုတာသိမှုစာသင်လို့ပဲသိသိတရားနာလို့ပဲသိသိမေးလို့မြန်းလို့ပဲသိသိလေ့လာစူးစမ်းလို့ပဲသိသိကြားနာဘူးလို့ပဲသိသိဘယ်လိုပဲသိသိသိအောင်လုပ်ရဘယ်သူအဆုံးအမကိုသိရအဲ့မှာဖျားလို့ပေါ့ပေါ့တဏ္ဍမဖြေနဲ့နော်မြတ်စွာဘုရားပြန်ပြောဘာလို့လဲဆိုတော့ဖျားဆိုတာတွေကအခုလောကမှာဘွဲ့ပေါအောင်သုံးနေတာဟိုခရစ်ယာန်ကလည်းဖျားပြောတာပဲမွတ်စလင်ကလည်းဖျားပြောတာပဲဗြဟ္မဏတွေကလည်းဖျားပြောတာပဲဟိုပရာမင်းတွေကလည်းဖျားပြောတာဖျားတွေကိုဘွဲ့ပေါနေတို့ဖျားအဲ့ဒီဖျားတွေနဲ့မတူဘာတော့မြတ်လောကမှာဗုဒ္ဓထက်မြတ်တဲ့ပုဂ္ဂိုလ်ဗုဒ္ဓတဲ့သီလသမာဓိပညာသိက္ခာ၃ပါးမှာသာတဲ့ပုဂ္ဂိုလ်ရှိသလားအမြတ်ဆုံးပုဂ္ဂိုလ်မို့လို့မြတ်နော်မြတ်စွာဘုရားတဲ့ထူးချွန်တဲ့ပုဂ္ဂိုလ်ရောထက်မြက်တဲ့ပုဂ္ဂိုလ်ရောအထူးချွန်ထက်မြက်ဆုံးမို့လို့စွာခါအားတွေမှတ်ထားကြနော်
အဲ့တော့ဘယ်လိုခေါ်မလဲမြတ်စွာဘုရားပြန်ပြောအဲ့တော့ဗုဒ္ဓဘာသာဝင်မှန်ရင်နံပါတ်1ဗုဒ္ဓဘာသာဝင်တိုင်းအရေးတကြီးဘာလို့ရမလဲလို့မေးရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဘုရားပြန်ပြောအဆုံးအမတရားကိုအဆုံးအမတရားကိုတရားမနော်နေတော့ဗမာငပြင်းနေငါသိတယ်အကုန်ရေလိုက်ငါလိုက် waterfall လို့ဖြစ်ပေါ်လို့နော်ဟိုဘက်ကမှန်သလားဆိုမှန်ပါတယ်ခင်ဗျဒီဘက်ကမှန်သလားဆိုမှန်ပါတယ်ခင်ဗျဘယ်ဟာကောင်းတုံးသိဘူးနော်ဗမာပြည်နတ်လပိန်းတုံးမို့လို့နှစ်ပေါင်းများစွာဗယုတ်ဘရက်နဲ့အာနာရှင်လက်အောက်မှာ54နှစ်နေတို့ဗယံပရာတိုင်းပြည်ဖြစ်ခဲ့တာအဲ့တော့ငါကတော့ပြောရမှာပဲဒီနေ့နော်ဘယ်သူခွင့်ပြုမပြုပြောရမှာနော်ငတ်တုံးနေဗမာပြည်ကငတ်တုံးနေငပြင်းနေတော့ကမ္ဘာပေါ်မှာအောက်တန်းအကျဆုံးနဲ့အယုံမာဆုံးအာနာရှင်စနစ်အောက်မှာ54နှစ်တိုင်ကြာသွားတာရာစုနှစ်တဝက်ကြာတယ်ဆိုတာအလွန်အတဲ့လူမျိုးမို့လို့ဟုတ်ပလားအဲ့တော့သိဖို့လိုအပ်မလို့အဲ့တော့ဗုဒ္ဓဘာသာဆိုပြီးဘုရားဆုံးမကိုမသိရင်ဗုဒ္ဓဘာသာလို့ပြောလို့နားလဲလားအဲ့လိုလုံးဝရအောင်ခုဦးဇင်းကိုပြောတယ်ဦးဇင်းကနည်းနည်းလေးစတိုင်ပြောင်းပြီးတော့ခပ်ပြော့ဟောတော့အရှင်ဘုရားမပြော့နဲ့ဗျာတဲ့ပြော့ရင်နာမရတော့ဘူးတဲ့နော်အရှင်ဘုရားကိုနာကျင်တာတပည့်တော်တို့ကအဲ့ဒီထန်ကလေးမှနာကျင်တာကျုပ်ကလည်းအပြောခံရတာများလုံးလို့နည်းနည်းလျှော့ဟောကြည့်တယ်နော်အစင်မပြေဘူးအဲ့တော့ပလင်ဘွားနေအော်နေတာဒေါသဖြစ်လို့ထင်သလားခင်ဗျားတို့ဒေါသဖြစ်เสียဘာအကြောင်းမှမရှိဘူးဒီထဲမှာကျုပ်ချစ်သူတယောက်မှမပါဒေါသဖြစ်တယ်ဆိုတာချစ်သူမုန်းသူပရိမဒေါသဖြစ်တာကျုပ်ကခင်ဗျားတို့ချစ်เสียလည်းမလိုဘူးမုန်းเสียလည်းမလိုဘူးအဲ့တော့ခင်ဗျားတို့အတွက်ဒေါသဖြစ်เสียအကြောင်းကိုမရှိဘူးဒီလောက်ပရိသတ်ကြီးကိုစိတ်ဝင်စားပြီးတော့မပြန့်လွင့်အောင်ဆိုရင်အတန်ရဲ့ပါဝါလိုတယ်နော်ဟန်လိုတယ်ထန်လိုတယ်မန်လိုတယ်ဟန်ထန်မန်ကိုမသိဘဲနဲ့ဝေဖန်ခြင်းတော့ကျုပ်လည်းမတတ်နိုင်ဘူးအဲ့တော့အခုဒီပိသအားလုံးဗုဒ္ဓဘာသာမှန်ရင်မသိရဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဖေဟာပြန်ပြောမြတ်စွာဘုရားအဆုံးအမတိုင်းဟာတရားတွေကြီးပဲရှင်းလားမြတ်စွာဘုရားကအယူဝါဒတစ်ခုကိုသူ့ရဲ့ကိုယ်ပိုင်ဝါဒတစ်ခုကိုတီထွင်ထားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတရားဆိုတာလောကသဘာဝအမှန်တရားပြန်ပြောမြတ်စွာဘုရားနှုတ်တော်ကဆုံးမသွားတဲ့အဆုံးအမတိုင်းဟာလောကသဘာဝအမှန်တရားလောကလို့ပြောတာကမြတ်စွာဘုရားအဆုံးအမဟာပုဂ္ဂိုလ်တဝုတယောက်လူမျိုးတစ်မျိုးနိုင်ငံတနိုင်ငံနဲ့ပဲသက်ဆိုင်သလားတလောကလုံးနဲ့သက်ဆိုင်သလားမြတ်စွာဘုရားပြောတဲ့တရားတွေဟာဘုရားပြောလို့မှန်သွားတာလားအမှန်နေဘုရားပြောသွားတာလားအဲ့ဒါသဘာဝဘုရားပြောလို့မှန်သွားတာမဟုတ်ဘူးသဘာဝအတိုင်းမှန်နေတာရှင်းလားကဲရိုးရိုးလေးမေးကြည့်မယ်ကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်မကောင်းတာလို့ရင်အဲ့ဒါဗုဒ္ဓဘာသာမဟုတ်တဲ့ဗမာလူမျိုးမဟုတ်တဲ့လူကြီးတယောက်ကကောင်းတာလုပ်နေရင်ဘာအကျိုးပေးဟဲ့ဗုဒ္ဓဘာသာမဟုတ်ဘူးလေဟမ်ဗုဒ္ဓဘာသာမဟုတ်ဘူး तू ကယုံလည်းမယုံကြည်ဘူးဒါပေမဲ့ तू ကောင်းတာလုပ်တယ်ကောင်းကျိုးပေးမပေးဗုဒ္ဓဘာသာဘာလို့ပြောတဲ့ပုဂ္ဂိုလ်တွေကဗုဒ္ဓဘာသာလို့ဝန်ခံထားတယ်မကောင်းတာလုပ်ဘယ်ဗုဒ္ဓဘာသာဖြစ်ခြင်းမဖြစ်ခြင်းနဲ့ဆိုင်လားတလောကလုံးနဲ့ဆိုင်မဆိုင်အဲ့တော့အမှန်တရားတစ်ခုဟာလူမျိုးနဲ့ရောဆိုင်လားဘာသာနဲ့ရောဆိုင်လားနိုင်ငံနဲ့ရောဆိုင်လားမှတ်ထားလောကတလောကလုံးနဲ့ဆိုင်တယ်ပြီးတော့မြတ်စွာဘုရားပြောလို့မှန်သွားတာလားသဘာဝအတိုင်းမှန်နေတာလားဒါဖြင့်ကောင်းတာလို့ကောင်းကျိုးပေးတာဗုဒ္ဓဘာသာဖြစ်နေလို့လားမကောင်းတာလို့မကောင်းကျိုးပေးတာဗုဒ္ဓဘာသာမဟုတ်လို့လားကျင့်တတ်သလား
ဒါဖြင့်မှန်တယ်ဘယ်လိုမှန်တော့တဘာဝအတိုင်းမှန်ပြန်ပြောကောင်းတာလုပ်ရင်လူပဲလုပ်နတ်ပဲလုပ်တလိษံပဲလုပ်ဘယ်လိုကြိုးပေးမလဲမကောင်းတာလုပ်ရင်ဘယ်လိုပုဂ္ဂိုလ်လုပ်ကဲတဘာဝကြမကြကောင်းတာလုပ်ပြီးမကောင်းကျိုးပေးနေတယ်ဆိုရင်တော့တဘာဝမကောင်းတာလုပ်ပြီးကောင်းကျိုးပေးနေတယ်ဆိုရင်ကောအဲ့တော့မကောင်းတာလုပ်ပြီးကောင်းကျိုးပေးတယ်ဆိုတာရောရှိသလားကောင်းတာလုပ်ပြီးကောင်းကျိုးပေးတယ်ဆိုတာရောရှိသလားကောင်းတာလုပ်ပြီးကောင်းကျိုးပေးတယ်ဆိုတာရောကောင်းတာလုပ်ပြီးမကောင်းကျိုးပေးတယ်ဆိုတာရောသိကြလားဒါဖြင့်ဒီနေ့လောကမှာဟုတ်တာလုပ်တဲ့လူနဲ့မဟုတ်တာလုပ်တဲ့လူဘယ်သူကကြီးပွားနေဒါဆိုတော့တရားမှားနေပြီပေါ့ငွေကြေးဥစ္စာချမ်းသာတိုင်းဒီပုဂ္ဂိုလ်ကောင်းကျိုးပေးနေတယ်လို့ပြောလို့ကောင်းကျိုးပေးတယ်ဆိုးကျိုးပေးတယ်ဆိုတာကိုငွေနဲ့တိုင်းလို့ယာဓုနဲ့တိုင်းလို့ပွယ်ဓုဂုံဓုတွေနဲ့တိုင်းလို့အဲ့ဒါမှတ်ထားပါအကျိုးပေးတဲ့နေရာမှာခင်ဗျားတို့ကျိုးတို့မှာအတိတ်အကြောင်းရှိတယ်ပြစ္ဆုတ်ပံအကြောင်းရှိတယ်ပြစ္ဆုတ်ပံမှာကောင်းနေလေပဲမဲ့အတိတ်အကြောင်းမကောင်းခဲ့ရင်အခုကောင်းကျိုးရမလားမကောင်းကျိုးရအတိတ်ကဘာဖြစ်လို့အခုခင်ဗျားတို့ဒီဘဝရတည်နေတာဟာအတိတ်အကြောင်းနဲ့ရတည်နေတာပရိစ္ဆသမုပ္ပါဒေသနာမှာခင်ဗျားတို့ကျိုးတို့အတွက်အတိတ်ဘဝဆိုတာရှိခဲ့မရှိခဲ့အတိတ်ဘဝဆိုတာရှိတာယုံသလားတန်တရားဆိုတာရောရှိမရှိကဲပြစ္ဆုတ်ပံမှာယဟန္တာမဖြစ်ကြသေးရင်အနာဂတ်ဘဝဆိုတာရောရှိနိုင်မရှိနိုင်ယုံသလားကဲ32ပုံရှိတယ်ဆိုတာရောအဲ့တော့အောက်မှာငရဲပြိဿံပြိတ္တာအတုရကယ်ဆိုတဲ့အပယ်လေးပုံမရှိဘူးလားကဲအဲ့ဒီအပယ်လေးပုံကဘယ်သူတွေသွားမှာလဲအဲ့ဒီအပယ်လေးပုံကဗုဒ္ဓဘာသာဝင်တွေအတွက်ပဲရှိတာလားနတ်ပြည်6ဓာတ်ကောမရှိဘူးလားနတ်ပြည်6ဓာတ်ကဘယ်သူတွေသွားမလဲအဲ့ဒါဗုဒ္ဓဘာသာဝင်တွေပဲသွားမှာလားသဘောပါသလားကောင်းတာလုပ်ရင်ဗမာဖြစ်ဖြစ်ကလားဖြစ်ဖြစ်တရုတ်ဖြစ်ဖြစ်ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အဲ့ဒါတရားအဲ့တော့နေတော့ဗမာတရားနာမလားဗုဒ္ဓတရားနာမလားအဲ့ဒါမှတ်ထားရှင်းတယ်နော်အဲ့တော့လောကတလောကလုံးနဲ့ဆိုင်မဆိုင်သဘာဝဟောကြမကြမှန်ရောမှန်မမှန်ကျင်တယ်နော်ဒါဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုမသိရင်ဒီပုဂ္ဂိုလ်ဗုဒ္ဓဘာသာလို့ပြောလို့အဲ့တော့တနေ့ဘုရားရဲ့အဆုံးအမမသိဘဲနဲ့အချိန်ကုန်သွားရင်ရောမြတ်သလားရှုံးသလားသိကြလားဒါဖြင့်တို့ရကဓမ္မတွေဗုဒ္ဓဘာသာဝင်မှန်ရင်နံပါတ်1ဘာလို့ရမလဲမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဘုရားပြန်ပြောတည်တည်ချာချာတိတိကျကျမှတ်သွားနော်ဒီတဲ့ခြုံပြီးပြောလို့မရတော့လို့ဒါခမည်းတော်အတွက်အတတ်နိုင်ဆုံးခြုံပေးထားတာငပြင်းအပြင်းထူပြီးတော့တခုခုယော့သွားရင်အတိတ်ပဲပြောင်းသွားမယ်ရှင်းလားဒါဖြင့်သေချာပြောမပြင်းနဲ့နော်မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဘုရားဘယ်သူတွေတော့ဘယ်သူအတွက်ပြောနေတာတော့ဟုတ်ပြီသိပြီးသိနေုံနဲ့ပြည့်စုံပြီလားသိနေုံနဲ့လုံလောက်ပြီလားမလုပ်ရမလားနံပါတ်1တာဝန်သိတရားအတိုင်းလိုက်နာကျင့်ဆောင်ရပါမယ်ဖေဟာပြန်ပြောမညီဘူးအားလုံးတညီတည်းပြန်ပြောမယ်သိတရားအတိုင်းလိုက်နာကျင့်ဆောင်ရပါမယ်ဖေဟာပြန်ပြောသိနေုံတက်နဲ့ဒီပုဂ္ဂိုလ်ဗုဒ္ဓသာသနာဗုဒ္ဓဘာသာဝင်ဖြစ်ကြိုးနတ်ပလားလူဖြစ်ကြိုးနတ်ပလားသိတဲ့အတိုင်းမလုပ်ရမသိတဲ့အတိုင်းလိုက်နာပြီးတော့လိုက်နာတယ်လို့ပြောတာက follow up အဆုံးမအတိုင်းတသွေမတိန်လိုက်နာပြီးတော့ကျင့်
ကျင့်တယ်ဆိုတာလေ့ကျင့်တာဟုတ်ပြီနော်ကိုခုခမရတို့မှာမြတ်စွာဘုရားအဆုံးအမနဲ့အညီကာယကံဝစီကံမနောကံတွေပြောတတ်ဆိုတတ်နေတတ်ထိုင်တတ်ဖို့မကျင့်ရဘူးလားအလိုလိုသူတော်ကောင်းတရားတွေပြည့်စုံလာတဲ့လူဆိုတာမွေးကလေးကသူတော်ကောင်းလေးဖြစ်လာတယ်လို့မရှိဘူးသူတော်ကောင်းဖြစ်အောင်မလေ့ကျင့်မဲနဲ့ရမလားအဲ့တော့ကျင့်ရမယ်ကျင့်ပြီးရင်ဘာလို့ဆောင်ထားရမယ်မလေ့ကျင့်ပြီးရင်ကျင့်တာတစ်ပိုင်းဘုခင်ဗျားတို့ကျင့်တော့ကျင့်ပါတယ်တရားစခန်းတွေပါလေရှိလားရှိပါတယ်ဒီမှာယောဂီတပတ်တွေအများကြီးတွေ့နေနော်တရားစခန်းမှာသွားပြီးတော့တရားတွေပါလေအာမထုတ်ကြဘူးလားအာထုတ်တယ်အဲ့တရားအာထုတ်တဲ့ခါကျတော့စခန်းမှာနေတဲ့စိတ်နဲ့အိမ်ပြန်ရောက်တဲ့စိတ်တူလားတူပါဗျာစခန်းမှာနေတဲ့အကျင့်နဲ့အိမ်မှာနေတဲ့အကျင့်တူပါဗျာဩသာဓုမတူအောင်ကျင့်ရတာပေါ့နော်ဟုတ်လားဒါဖြင့်တရားပဲမှာရှိတယ်စခန်းမှာရှိဘာကိုမှာရှိအိမ်နဲ့အတူတူဖြစ်မှာပေါ့တရားစခန်းမှာရှိတယ်အိမ်ရောက်တော့မပါတော့ဟမ်ဟုတ်လားကျင့်တော့ကျင့်တယ်စခန်းတော့သွားဝင်တာပဲစခန်းဝင်ပြန်လာလေအမေကပိုးဆိုးလာလေမှတ်တာပဲယောဂီတွေကဥဒ္ဒနို့ပြောဘူးတဲ့အိမ်ကသားသမီးတွေကအရှင်ဘုရားတပည့်တွေဟောနောက်ဆုံးကျရင်ဒီကမ္မထမ်းပေးတဲ့ဆရာပေါ်မှာလာပုံချတာရှင်ဘုရားတပည့်တွေမေတော်ကြီးကလေတဲ့အိမ်ပြန်လာရင်တပည့်တော်တို့စခန်းပြန်လာမှကိုကြောက်နေတာတဲ့နော်9 ရက်ပြည့်လို့အိမ်ပြန်လာနဲ့တခါတည်းပြစ်တောက်နဲ့အိမ်ထဲဝင်သွားတာငါမရှိနေတို့ဒီတိုင်းကြီးပဲဒါမို့ငါတရားစခန်းသွားရတာကိုစိတ်မချတာနေဖြောက်ကုန်မဖြောက်ဘူးဟာအဲ့ဒီကလေး9 ရက်အောင့်ထားတာအကုန်တွန်တော့တာပဲအဲ့တော့သူ့မှာတရားပါလာသလားအေးလေဘယ်ယူသွားလို့ဖြစ်မလို့တရားဆိုတာဘယ်မှာထားရိပ်တာမှာထားဟုတ်ကဲ့လားအဲ့လိုလုပ်ရမလားကျင်လဲကျင်ဆောင်းကိုနဲ့မကွာဆောင်းထားရမှာသဘောပါသလားအခုကခင်ဗျားတို့ကရိပ်တာစိတ်နဲ့အိမ်စိတ်မတူမတူဆိုရိပ်တာတော့တရားအိမ်ကိုမပါဘူးရှင်းလားအဲ့တော့အိမ်ရောက်တော့တစ်မျိုးရိပ်တာရောက်တော့တစ်မျိုးအဲ့တော့မြတ်စွာဘုရားအဆုံးအမသည်ခင်ဗျားတို့ကျုပ်တို့အတွက်အကျိုးရှိမရှိမြတ်စွာဘုရားအဆုံးအမသည်သူတော်ကောင်းတို့ဦးဇင်းတို့အတွက်အကျိုးရှိမရှိယုံသလားဘယ်လိုအကျိုးရှိတော့ဘယ်လောက်အကျိုးရှိတော့ကဲမြတ်စွာဘုရားတရားအသည်သူတော်ကောင်းတို့ဦးဇင်းတို့အတွက်ဘယ်လောက်အကျိုးရှိတော့ဘယ်လောက်အကျိုးဆောင်နိုင်လို့မြတ်စွာဘုရားတရားကကဲပြောသားနိဗ္ဗာန်ပဲပို့နိုင်တာလားဘာတွေလုပ်နိုင်သေးလို့အဲ့တော့မပြောတတ်ဘူးမလားမပြောတတ်ဘူးဆိုတော့လေ့မှမလေ့လာပဲသိလည်းမသိဘူးအဲ့တော့ယုံလည်းတလောက်မယုံဘူးနော်မြတ်စွာဘုရားရဲ့တရားနဲ့နတ်ကတော်စကားဘယ်သူဟာပိုယုံလို့ဟမ်ဘယ်သူဟာပိုယုံလို့မဖြေတော့ဘူးမဖြေကျုပ်ကမဟုတ်ဘူးပြန်သွားမှာကျုပ်ကဘုရားစကားပြောမှာဟုတ်ပြီနော်ကျုပ်ကတော့နတ်ကတော်ကြိုးကြောင်နတ်ကတော်တွေနဲ့ကျုံတဲ့အဆင်ပြေတာမဟုတ်ဘူးအဲ့တော့နတ်ကတော်စကားနဲ့မြတ်စွာဘုရားစကားဘယ်သူစကားတန်ဖို့ရှိတော့အမလီအဲ့ဒါလေးဖြေပေါ်ရလို့ကျေးဇူးတင်ပါတယ်သာဓုပါအယက်ကတို့တို့ဖေရတို့ဘုရားဖေရကိုယ်ွယ်ယုံနဲ့လုံလောက်ပြီလားဘယ်သူတွေလိုသေးတော့မလုံလောက်ဘူးဆိုဘာလိုသေးတော့ပြောတို့မှာကိုယ်ွယ်တရားဖေရရဲ့တရားရဲ့တန်ခါရဲ့ယရဏဘယ်နှပါးအဲ့တော့ဖေရလို့ပြောရင်တရားလည်းပါပြီတန်ခါလည်းပါပြီကွာအဲ့တော့ယရဏ3ပါးကိုယ်ွယ်ယုံနဲ့တို့ဘုရားလုံလောက်ပြီလားနတ်ကတော်လိုအပ်မလိုအပ်ဟမ်အိမ်မှာရိုးရနတ်တင်ကျင်တော့ဘယ်လိုလုပ်မလို့ဘိုးတော်ဝိဇ္ဇာဇောကြီးတပတိလေအချိန်ခါပေးတတ်ရိုက်တတ်ဆင်လေးလုပ်ပေးမဲ့ပုဂ္ဂိုလ်မလိုဘူးလားခြေကနာပေးမဲ့လူတွေပါလေ
ရှင်နေဘလို့ဥသာပြောနေသူရှေ့ဆုံးကသွားမယ်ပုံစံရှိတယ်ယရနာ၃ပါးကိုးကွယ်ယုံနဲ့တို့အတွက်လောကီစီးပွားတွေပြည့်စုံနိုင်မှာမလားတိုးသွားတာဘယ်ရောက်ကုန်မှန်းကိုမသိတော့ယရနာသုံးပါးကိုးကွယ်ယုံနဲ့လောကီစည်းစိမ်တွေအတွက်ပြည့်စုံနိုင်မှာမလားဟမ်ကဲမြတ်စွာဘုရားတရားတော်သည်ဘယ်အကျိုးကိုပေးသလဲဘယ်လိုကောင်းကျိုးတွေပေးသလဲသဘောကျအဲ့လိုမဖြေနိုင်လေကြိုက်လေဘာဒါမှဟောเสียရှိမှာဟုတ်ဒါဖြစ်ရင်တခုမေးတော့မယ်တို့တရားဓမ္မတွေစဉ်းစားပြီးဖြေပါအနည်းနည်းခဏလေးပြောအောင်မယ်ဦးစိန်ခုလိုမေးတော့စိတ်ညစ်လားစိတ်ထဲမှာအနှောက်အယှက်ဖြစ်လားနည်းနည်းစိတ်ထဲမှာခက်ထန်မှုဘာညာဒီကိုတော့ဘာလို့ရှောက်ပြောနေမှမသိဘူးလို့ဖြစ်လားဟောအေးသာဓုကျေးဇူးတင်ပါတယ်နော်ဦးစိန်ကပလင်ပေါ်မှာမေးတယ်ဆိုတာကိုရှိရရောက်တဲ့တရားဓမ္မတွေကိုဂနပိုင်နိုင်သိစေခြင်းလို့မေးတာကိုယ်ပိုင်အသိတရားတွေရစေခြင်းလို့ကျုပ်ကသိလို့ပလင်ပေါ်တက်လာတာမသိဘဲနဲ့ပလင်ပေါ်တက်လာတဲ့ဘုန်းကြီးမဟုတ်ဘူးအဲ့တော့ကျုပ်သိထားတာတွေကျုပ်ပြောခြင်းဟာပြောသွားခမည်းတော်ကဘာမှမသိပဲကြံခဲ့ရင်ဒီတရားပွဲဟာတန်ဖို့ရှိမလားမရှိပါဘူးဗျာအောင်တယ်လို့ပြောလို့မရဘူးတရားအောင်ပွဲလို့ပြောလို့မရဘူးတရားအောင်ပွဲဆိုရင်နာတဲ့တရားနာပိသသိကိုသိရမယ်ခမည်းတော်ကိုယ်ပိုင်အသိကိုရစေခြင်းလို့ခမည်းတော်အဖြေကိုမေးနေတာအဲ့တော့နှုတ်ကြီးပိတ်ပြီးတော့သူများဖြေတာကြည်ပြီးပြုံးလိုက်ရီလိုက် तू ကသိတာလို့ရောင်ဝါးမလုံးနဲ့ကိုယ်ပါးစပ်နဲ့ကိုဖြေရှင်းတယ်နော်ကဲမြတ်စွာဘုရားလောကမှာဘယ်အကျိုးငါပွင့်လာတာလဲတတ္တဝါတွေရဲ့ဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံမြတ်စွာဘုရားတို့ပွင့်လာတယ်ဆိုတာတတ္တဝါအားလုံးရဲ့ဟိတာယအကျိုးငါတဲ့သဗ္ဗပါဏိနံဆိုတာအလုံးစုံသောတတ္တဝါတို့ဤဟိတာယအကျိုးငါပွင့်လာတာဘယ်လိုအကျိုးငါတော့မေးရင်ကျုပ်ပဲပြောတော့မယ်ခင်ဗျားတို့လဲနေမှာမဖြေတတ်ဘူးသိတယ်မလေ့လာဘူးမသင်ကြားဘူးမမှတ်သားဘူးရင်မပြောတတ်ဘူးအဲ့တော့အခုမှတ်သွားပါမြတ်စွာဘုရားတဆူပွင့်လာတယ်ဆိုတာလောကအကျိုးအတွက်ပွင့်လာတယ်ဘယ်အကျိုးတုံးဆိုတော့ပိဿုပန်အကျိုးတန်တရားအကျိုးလောကုတ္တရာအကျိုးပြန်ပြောဒါစားလို့ခင်ဗျားတို့အယက်သားနားလဲတာမှတ်သွားခုနဟာမမှတ်မိခြင်းနေပါစေအဲ့တော့တိပိဿုပန်အကျိုးနိတန်တရားအကျိုးသုံးနိဗ္ဗာန်အကျိုးပြောပိဿုပန်အကျိုးတန်တရားအကျိုးနိဗ္ဗာန်အကျိုးပြန်ပြောကဲဒီတော့မြတ်စွာဘုရားဒီသူတော်ကောင်းတို့ဦးဇင်းတို့အတွက်ပိဿုပန်ဘဝအကျိုးကိုဆောင်းနိုင်မဆောင်းနိုင်ယုံသလားဒါဖြင့်မြတ်စွာဘုရားကိုဘုရားတရားသံဃာကိုကိုးကွယ်ယုံနဲ့ကိုယ်ဘဝအတွက်လုံလောက်ပြီလားဟမ်ပြည့်စုံလုံလောက်မှုရှိမရှိဘုရားတရားသံဃာကိုကိုးကွယ်ရင်လေမပြည့်စုံဘူးလားနောက်ထပ်လိုသေးလားကိုးကွယ်စရာနောက်ထပ်လိုသေးလားဘုရားတို့ဆိုတဲ့ဗုဒ္ဓောမေတရဏံအညာဏတ္ထိဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားမှတပါးကိုးကွယ်ရမရှိဘုရားကိုကိုးကွယ်ပါ၏မပြောဘူးလားအဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်ရင်ပိဿုပန်အကျိုးလဲပြည့်စုံမယ်တန်တရားအကျိုးလဲပြည့်စုံမယ်နိဗ္ဗာန်အကျိုးလဲအကျိုး၃ပါးအတွက်ဘုရားပွင့်လာတဲ့မှတ်ထားဗါလဲလေခုကခင်ဗျားတို့ကလောကီအကျိုးစီးပွားအတွက်ကြတော့မြတ်စွာဘုရားကလုံမပေးနိုင်သလိုလိုဘုရားကိုးကွယ်ယုံနဲ့မပြည့်စုံလိုအိမ်မှာ38မင်းကောအိမ်တွင်းကောနော်ကိုကြီးကြော်လည်းမလွတ်ဘူးပခုတ်ကူလည်းပြည့်သေးတာပဲရှင်းလားအဲ့ဒါကိုးကွယ်မှုမှန်လို့လားမမှန်ဘူးလားဒီပုဂ္ဂိုလ်မှာကိုးကွယ်မှုအမှန်ရှိမရှိရင်သူဒီပြည့်စုံတဲ့ပြစ္ဆုတ်ပံအကျိုးရမလားတန်တရားအကျိုးရောတန်တရားဆိုတာခမည်းတော်ကျွတ်တို့နိဗ္ဗာန်မရောက်မချင်းခမည်းတော်ကျွတ်တို့အတွက်တန်တရားဆိုတာရှိမရှိနေတဲ့ဒီအတွက်ဆင်းကိုစဉ်းစားရမယ်
အဲ့တော့ကိုယ်ကွယ်မှုမမှန်ကန်ရင်တန်တရားရောအကျိုးရှိမလားနိဗ္ဗာန်ရောရောက်မလားအဲ့တော့ဘုရားတရားတန်ခါကိုယ်ကွယ်ယုံနဲ့ကိုယ်အတွက်ပြည့်စုံမှုရှိမရှိအဲ့ဒီဖြည့်ရဲရဲတင်းတင်းခင်ဗျားတို့ဖြည့်နိုင်ရမယ်တော့ပါလားဘိုးအောင်ဘိုးမင်းကောင်ဆိုတဲ့ဦးကြောင်ကြားကောင်တွေလိုသေးလားဟမ်ဝိဇ္ဇာဇောကြီးတပတိလိုသလားကောင်းတာလို့ရင်ခင်ဗျားတို့မကောင်းတဲ့ဘဝလိုချင်လားကောင်းတဲ့ဘဝလိုချင်လားဒါဖြင့်မလုပ်မလဲကောင်းတာလို့ကောင်းကျိုးလို့ရင်မြတ်စွာဘုရားလမ်းမညွှန်ခဲ့ဘူးလားပြစ္ဆုတ်ပံအကျိုးစီးပွားအတွက်ကောမဟောခဲ့ဘူးလားပြစ္ဆုတ်ပံချမ်းသာကြောင်းတရားတွေမြတ်စွာဘုရားရှင်ကိုရမကြီးမိဘဝတာသမီဝဆွေဝမျိုးဝဆရာဝတပည့်ဝအကြီးကွယ်ဝအရှင်သခင်ဝကြေးကျွန်ဝမလိုရအောင်လောကလုပ်ငန်းတွေအကုန်လုံးမဟောခဲ့ဘူးလားလောကကြီးပွားကြောင်းတရားတွေရောမဟောခဲ့ဘူးလားဟောခဲ့တော့မြတ်စွာဘုရားတရားတော်နဲ့ကိုယ့်ဘဝကိုပြည့်စုံအောင်တည်ဆောက်လို့ရမရပြစ္ဆုတ်ပံအကျိုးလည်းရနိုင်တယ်တန်တရားအကျိုးဆိုတော့မြတ်စွာဘုရားအဆုံးအမတိုင်းဒီဘဝမှာနေတဲ့လူဟာနောက်ဘဝပူเสียသေပြီးနောက်ဘဝပူနေတဲ့လူဟာဘုရားအဆုံးအမတိုင်းလိုက်နာတဲ့လူလားမလိုက်နာတဲ့လူလားကြည်နပ်သလားအဲ့တော့ကိုယ့်ဘဝကိုမချွတ်ယွင်းအောင်ကြိုးစားကြဖို့လိုအပ်မလို့အဲ့ဒီအတွက်ဒီနေ့ကဦးဇင်းတို့မြန်မာနိုင်ငံအတွက်အထင်ကြီးနေ့တစ်နေ့လည်းဖြစ်နေတယ်နော်ဦးဇင်းတို့အတွက်နိုင်ငံခေါင်းဆောင်ကြီးမြန်မာနိုင်ငံသမိုင်းတစ်လျှောက်လုံးမှာနိုင်ငံခေါင်းဆောင်2ယောက်ပဲရှိတယ်တယောက်ကဗိုလ်ချုပ်အောင်ဆန်းတယောက်ကသူ့သမီးဒီနေ့ဒေါ်အောင်ဆန်းစုကြည်ဒီနေ့တနိုင်ငံလုံးကိုခေါင်းဆောင်မှုပေးနိုင်ခဲ့တဲ့အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဒါမို့လို့ဦးဇင်းကဒီနေ့ခေါင်းဆောင်ခေါင်းရဲ့ကျေးဇူးတရားဆိုတဲ့တရားကိုဟောပါတယ်လေပြန်ပြောခေါင်းဆောင်ဆိုတာအများရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးရွတ်ဆောင်နိုင်သူကိုမှခေါင်းဆောင်လို့ခေါ်တယ်ဟုတ်ပြီနော်မြန်မာသမိုင်းတစ်လျှောက်လုံးမှာခေါင်းဆောင်2ယောက်ပဲရှိတယ်စောရကတက်ရှင်နောက်မှကျောင်းကိုလာပြီးစောရကတက်ကြဟုတ်ပြီနော်အဲ့တော့လောလောဆယ်တော့ကျုပ်အငင်းခုံမလုပ်နိုင်သေးဘူးဦးဇင်းရဲ့ယုံကြည်ချက်အတိုင်းခေါင်းဆောင်ခေါင်းတို့ရဲ့အကျိုးစီးပွားဆိုတာကိုမြတ်စွာဘုရားရှင်ခေါင်းဆောင်ခေါင်းတို့ရဲ့ကျေးဇူးတရားဆိုတာကိုမြတ်စွာဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့အပန္နကတုတ်အပန္နကဇတ်တဲ့အဲ့ဒီအပန္နကဇတ်နဲ့ဧကကနိဗ္ဗပါဠိတော်ကြီးမှာလာတဲ့အပန္နကဝက်ကအပန္နကဇတ်ကိုဟောမှာအပန္နကဆိုတာမချွတ်ယွင်းတဲ့တရားဗါတဲ့မချွတ်ယွင်းကြောင်းမဆုပ်ယုပ်ကြောင်းတရားအဲ့တော့ဒီတရားဖြစ်ပေါ်လာတဲ့အကြောင်းရင်းကဒီနေ့သူတော်ကောင်းတို့ကိုစပြီးတရေတဲပေးနေတဲ့တရားလိုပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးပြီးတော့တရားဟောနေတဲ့အချိန်အနာတပိန်တထေးကြီးရဲ့အပေါင်းအပေါ်တထေး900ပါတယ်လေအနာတပိန်တထေးရဲ့အပေါင်းဖော်နောက်လိုက်တထေး900အဲ့ဒီ900သောတထေးတွေကအနာတပိန်တထေးကြီးသူ့ရောက်ဖအိမ်ကနေမြတ်စွာဘုရားကိုဖူးရပြီးရာဇကြိုကနေသာဝတိကိုပင့်လာတယ်မြတ်စွာဘုရားကိုပင့်လာပြီးတော့ဇေတဝန်ကျောင်းမဆောက်ခင်အချိန်ထိဒီတထေးတွေဟာဘုရားနဲ့တွေ့ပြီလားမတွေ့သေးဘူးတရားနဲ့ရောသံဃာနဲ့ရောဒါဖြင့်သူတို့တွေကသမာဓိဋ္ဌိလားမိစ္ဆာဒိဋ္ဌိဘုရားနဲ့မတွေ့ခင်မှန်ကန်တဲ့အယူဝါဒမတွေ့သေးတဲ့အတွက်သူတို့မျိုးစုံသောဘုရားမပွင့်ခင်ကနာမည်ကြီးနေတဲ့ပုရဏကတ္တပတို့နိဂန္ဓတို့အဇိတတို့အစရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုးကွယ်နေတာဒိဋ္ဌိကြီး6ယောက်ကိုကိုးကွယ်နေတဲ့ပုဂ္ဂိုလ်တွေဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားကိုအနာတပိန်တထေးကြီးကဇေတဝန်ကျောင်းတော်ကိုပင့်ပြီးတော့ကျောင်းတော်ကြီးဆောက်ပြီးတော့ကျောင်းအလှပေးတရားတွေဟောတော့မြတ်စွာဘုရားကတလံမြလောက်သောရောင်ကြီးတော်ကွန်မြူပြီးတော့ယမမင်းတို့ရဲ့တင့်တယ်ခြင်းရုပ်ရည်ယူပကာရမှာလဲလောကမှာမြတ်စွာဘုရားတဲ့တင့်တယ်တဲ့ပုဂ္ဂိုလ်တပ်ပယ်လှပတဲ့ပုဂ္ဂိုလ်မရှိဘူးအတန်တော်မှာလဲရှင်တော်ဗုဒ္ဓအတန်တဲ့လောကမှာကောင်းမြတ်တဲ့အတန်ကျင့်တတ်သလား
အဲ့တော့ရုပ်ဆင်းယူပကာယမှာလည်းရှင်တော်ဗုဒ္ဓတဲ့သာတဲ့ပုဂ္ဂိုလ်အတန်တော်မှာလည်းမြတ်စွာဘုရားတဲ့သာလွန်တဲ့ပုဂ္ဂိုလ်အဲ့တော့အမြတ်ဆုံးပုဂ္ဂိုလ်ဤအမြတ်ဆုံးသောတင့်တယ်ခြင်းကိုဖူးတွေ့ကြရတဲ့အခါကျတော့ရုပ်ဆင်းယူပကာယအားဖြင့်လည်းလောကမှာအသာလွန်ဆုံးအတန်တော်အားဖြင့်လည်းလောကမှာအသာရာဆုံးဆိုတော့ဒီအတန်တွေဒီအစင်းတွေနဲ့ဖူးတွေ့ရတော့ဒါဟာအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးပဲဆိုပြီးတော့ခုနကတထေး900ကတရဏဂုံစောက်တည်ပြီးတော့ဗုဒ္ဓဘာသာခံယူတယ်ဘာလို့လဲငကောကသူတို့ကဗုဒ္ဓဘာသာတွေလားဘာသာကြားတွေလားဘာသာကြားတွေအဲ့တော့အယူဝါဒချင်းတူသလားအဲ့တော့ဘာသာကြားတွေကနေပြီးအခုဘာလုပ်လိုက်တော့ဗုဒ္ဓဘာသာခံယူပြီးတော့ဘုရားကြောင်းသွားပန်းရေချမ်းစီပြီးလွန်စွန်းလူပေါ့အနာတပိန်တထေးကြီးနဲ့နီးတူသွားတရားနာတယ်လို့လုပ်ကြမြတ်စွာဘုရားကဝါတွင်3လတရားဟောပြီးတော့ဝါကျွတ်တယ်ဆိုရင်ပဲစေတဝန်ကျောင်းတော်ကနေခွာပြီးဒေသသာကြီးကြွသွားရာဇဂိုတို့ဘာတို့ပေါ့ဝေသာလီတို့ကြွသွားမြတ်စွာဘုရားကြွသွားပြီဆိုရင်ဒီခုနကတထေးတွေအကုန်လုံးကဘုရားကြောင်းမရောက်တော့ဘူးဘယ်ရောက်ကုန်ဘယ်ရောက်မထင်လို့အရင်ဒိဋ္ဌိတွေစီပြန်ရောက်သွားဟုတ်ပလားအဲ့ဒါကြောင့်ဘယ်လောက်တရားဟောထားတာနတ်ကတော်ကလည်းအချိန်တိုင်းနတ်ကလေးကလိုက်ရမှာဘိုးတော်ကလည်းအချိန်တိုင်းဓာတ်ကလေးတော့ရိုက်လိုက်ရမှာဟုတ်လားဘာဖြစ်လို့လဲဆိုတော့သူကခွေးမိကောက်ကြည်တော့စွတ်တယ်လို့ပဲမဖြောင်းနိုင်ဘူးအဲ့တော့သူတို့အယူဝါဒဟောင်းကိုစွတ်နိုင်သလားအဲ့တော့ဘုရားပြန်ကြွတော့ဘုရားမရှိတော့ဘူးဆိုတော့သူတို့ကအရင်မူလလက်ဟောင်းမိစ္ဆာဒိဋ္ဌိပြန်မဖြစ်ဘူးလားဖြစ်သွားတယ်။ဒါကမြတ်စွာဘုရားဒေသစာကြီးလဲလဲပြီးတော့ဝါဆိုဖို့တာဝဋ္ဌိရောက်လာပြန်ပြီဟေးဘုရားကြွလာပြီဆိုတော့အိုးနဲ့ဘယ်ပြန်ရောက်လာပိစေတဝန်ပြန်ရောက်လာပြန်ပြီအဲ့တော့ဗုဒ္ဓသာဝကတွေဖြစ်ပြန်ပြီဗုဒ္ဓသရဏံကိသာမိဓမ္မသရဏံကိသာမိသံဃာသရဏံကိသာမိလောက်ပြန်ပြီဟုတ်ပလားအဲ့တော့မြတ်စွာဘုရားရှိရင်ဗုဒ္ဓဘာသာဘုရားမရှိရင်ဘာသာကြားပြန်ပြောဘုရားမရှိရင်မိစ္ဆာဒိဋ္ဌိပေါ်ကကဲတယ်လို့ပဲဆိုကြပါစို့ဘုရားမရှိရင်ဘုရားရှိတော့အဲ့ဒါမြတ်စွာဘုရားပြန်ရောက်လာတော့ဗုဒ္ဓဘာသာဖြစ်အကုန်လုံးခံယူကြပြန်ရောခံယူပြီးတော့မြတ်စွာဘုရားတခါဒေသစာကြီးကြွသွားပြန်ပြီဆိုတော့ဘယ်ရောက်ပြန်ပြီမိစ္ဆာဒိဋ္ဌိပြန်ရောက်သွားပြန်ပြီဒီလိုကနေတစ်ချိန်ကနေနှစ်ချိန်ကနေသုံးချိန်ဘုရားကြွလာရဲ့မြတ်စွာဘုရားကိုပင့်တဲ့နေရာပူဇော်တဲ့နေရာသူတို့ကထိတ်ဆုံးကအမလေးဘုရားတကားလိုကျောင်းတကားလိုတက်ကြွရှေ့ဆုံးကနေလို့အမလေးတရားပွဲတွေဆိုလဲသူတို့ဥဆောင်ပန်းတွေထိုးပေါ့နော်ရှေ့ဆုံးကဟိုမိစ္ဆာဒိဋ္ဌိတွေလာပြန်ပြီဆိုတော့လဲသူတို့ရှေ့ဆုံးကဟုတ်ပလားဥကြောင်ကြားတွေရှိဘူးလားအေးရှိတယ်မြင်ဘူးလားအဲ့ဒါမျိုးတွေမြုံပါပေါ့နင်တို့အရက်ပူပေါင်းသဘောပါလားငါတော့သိတယ်အဲ့စံပြလို့တတ်ထားတဲ့ရွာမှန်သမျှဦးကြောင်ကြားပေါ်အဲ့တော့နော်ဟိုဘက်ဆိုလဲသူတို့ပါဒီဘက်ဆိုလဲသူတို့ပါမှန်သလားဆိုတော့အယူမှန်ရှိသလားဖြောင်းမှတ်တဲ့အယူရှိအခုမြတ်စွာဘုရားရဲ့သာသနာကိုခင်ဗျားတို့ဘာကြောင့်ကိုးကွယ်တာလဲဘယ်အကျိုးငါကိုးဝယ်တယ်ကြည့်ခင်ဗျားတို့ဘာဘာသာတွေတို့မြတ်စွာဘုရားကိုယုံလားတရားကိုရောတန်ခါကိုရောဘုရားတရားတန်ခါကိုဘယ်အကျိုးငါကိုးဝယ်တာလဲအဲ့ဒီအလေကောင်ကခုဖြေလိုက်တဲ့ကလေးတွေတာရုကြံတဲ့လူတော့ကမ္မတကာပဲရှေ့ကတင်ထားပြီးသားတောင်လိုက်မဖြေတတ်ဘူးဆိုခင်ဗျားတို့တော်တော်လေးဝေးနေသေးတယ်လို့ပြောရမြတ်စွာဘုရားသည်လောကမှာပြစ္ဆုတ်ပံလောကသူလောကသားတို့ဤပြစ္ဆုတ်ပံအကျိုးတန်တရားအကျိုးနိဗ္ဗာန်အကျိုးငါပွင့်လာတယ်လို့မပြောဘူးလားဒီနေ့ဗုဒ္ဓဘာသာမှန်ရင်မြတ်စွာဘုရားကိုကိုးကွယ်တာဘယ်အကျိုးငါလဲပြစ္ဆုတ်ပံအကျိုးတန်တရားမလေးနိဗ္ဗာန်တစ်ခုတည်းမပြောနဲ့နိဗ္ဗာန်တစ်ခုတည်းလုံနေတဲ့လူနေနေဒီထဲပါလားတရားမှမပါဘူးနိဗ္ဗာန်စောင့်ချလုပ်နေတဲ့လူဆိုဒီပွဲကိုရောက်မလာဘူးပြောမနေတယ်ခင်ဗျားတို့ရှင်းလား
ကြီးကျယ်ပြီးပြောမလို့ပြစ္ဆုတ်ပန်စီးပွားခင်ဗျားတို့လိုချင်မလိုချင်ပြစ္ဆုတ်ပန်စီးပွားကိုဘုရားသာသနာပေးနိုင်မပေးနိုင်အဲ့ဒါအရေးကြီးတယ်ကြောင်ဝါးတွေလုံးမနေကြနဲ့ရှင်းလားတလောက်အော်ပြီးဟောနေတဲ့ထဲကကိုခင်ဗျားတို့ကအရက်ရောင်းမှချမ်းသာမယ်ထင်ပြီးတော့ဘုရားဆန့်ကျင်အရက်ရောင်းဘီယာဆိုင်ဖွင့်နော်စံပြရွာတဲ့ဘီယာဆိုင်ပေါ်ဆုံးသဘောပါလားဘာစံပြပေးတော့ဆိုအရက်အများဆုံးရောင်းရလို့ဒါဆိုလမ်းမှန်ကမ်းမှဖြစ်မလားဖြစ်ဘူးဟိုမှာဗုဒ္ဓဘာသာနေရာတွေတဲ့သွားကြည့်လိုက်တယ်အရက်ဆိုင်ကြီးပဲအရက်ကြော်ညာနဲ့အရက်ဆိုင်အပေါ်ဆုံးဒါဖြင့်ဒါဟာဘုရားသာသနာကိုယုံလို့လားမယုံလို့လားတကယ်လိုက်နာနေတဲ့လူတွေလို့ပြောလို့မရဘူးဗုဒ္ဓဘာသာငါတို့သီရိလင်္ကာနိုင်ငံရောက်ခဲ့တယ်ဗုဒ္ဓဘာသာနိုင်ငံကြီးပဲအရက်ဆိုင်တစ်ဆိုင်မှမတွေ့ခဲ့ဘူးအဲ့တော့အရက်ဆိုင်မရှိဘူးလားရှိတယ်တဲ့အရှင်မြတ်အရက်ဆိုတာပုံးလို့ရတာတဲ့ဟိုခိုးကြောင်ခိုးဝဲလောက်ရတဲ့နေရာမှာရှိတယ်တဲ့ဟာကွာပါကွာဗမာပြည်မှာအထင်ရှားဆုံးဟာအရက်ကြော်ညာနဲ့အရက်ဆိုင်ပဲရှင်းလားသဘောပေါက်သလားအဲ့တော့မြတ်စွာဘုရားအဆုံးအမအတိုင်းနေရင်ခုခင်ဗျားတို့တမန်အာဇီဝနဲ့စီးပွားရှာစားတဲ့လူနဲ့မတမန်အာဇီဝနဲ့စီးပွားရှာစားတဲ့လူဘယ်သူကမြန်မြန်ချမ်းသာအဲ့ဒီအသိရှိနေကြရင်ဗုဒ္ဓဘာသာပြေးပြီးပြက်နေတာကြားလာပြီကွယ်သွားပြီငွေရတာကိုချမ်းသာတယ်လို့ခေါ်သလားငွေများများရတိုင်းချမ်းသာသလားကဲမခိုးပဲစီးပွားရှာတဲ့လူခိုးပြီးစီးပွားရှာတဲ့လူဘယ်သူကချမ်းသာလဲဖြေတော့ဖြေတတ်လာပြီးယုံကြည်အောင်အရင်လို့ဟိုခိုးတဲ့လူကအမြဲတမ်းကြောင်းကြနေရတာသူခိုးတာလဲလူမိမှဆိုရတယ်အမြဲတမ်းခိုးနိုင်အောင်လဲကြံစီနေရတယ်ပတ်စံဒုတ်ကြီးပိုက်ပြီးတော့ပူးလေလောင်းနေတာဗျို့မဟုတ်တာလုပ်တဲ့လူကအမြဲပူလောင်နေတယ်မေးကြည့်လိုက်ဒီတိုင်းကြည့်တာနဲ့ကိုသိတယ်ယဟန်မဟုတ်တာလုပ်လဲအဲ့ဒီမဟုတ်တာလုပ်တဲ့ယဟန်ငြိမ်ငြိမ်မနေနိုင်ဘူးရှင်းလားလူမဟုတ်တာလုပ်လဲလူဖြောင်းဖြောင်းမနေနိုင်ဘူးမှန်တာလုပ်တဲ့လူကဘယ်နေရာမဆိုဘယ်အခါမဆိုငြိမ်ချမ်းနေတယ်ရှင်းလားအဲ့တော့မခိုးပဲရှာတဲ့လူနဲ့ခိုးပြီးရှာတဲ့လူဘယ်သူချမ်းသာတယ်ထင်လို့ခုမှဟိန်းလိုက်ဟောက်လိုက်ချင်းလိုက်ချောက်လိုက်မှခင်ဗျားတို့ဝါဒပြောင်းသွားတာဒါကျုပ်ပြန်ရင်တစ်မျိုးဖြစ်အောင်မှာရှင်းလားဗုဒ္ဓဘာသာဆိုတာဒါခေါ်တယ်ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ယက်တည်တော့ဘလောက်ငတ်နေမမှန်တာမလုပ်ဘူးကွာမမှန်တာမလုပ်ရခြင်းရဲ့ချမ်းသာကိုသိတဲ့လူမှဗုဒ္ဓဘာသာရှင်းမလားအဲ့တော့အခုအနာတပိန်တထေးရဲ့တငယ်ချင်းတွေနောက်လိုက်900မြတ်စွာဘုရားရှိလာရင်တို့ဘာဘာသာတော့ဘုရားပြန်သွားရင်ဘုရားပြန်ရောက်လာပြီဘုရားပြန်သွားပြန်ပြီကဲဒီတော့တို့မှခံယူချက်ခိုင်ခိုင်လုံလုံသာသနာရဲ့အနှစ်သာရကိုသိသလားမသိဘူးအဲ့တော့အဲ့လိုအချိန်ချင်းဖြစ်နေတော့နောက်ဒီသတင်းကမြတ်စွာဘုရားထံရောက်သွားရောရောက်တော့မြတ်စွာဘုရားနောက်တစ်ခါပြန်ကြွလာတော့ပန်းဝင်းကျင်ကလည်းတိုင်ပြီးယဟန်တွေကလည်းတိုင်ပြီးအရှင်ဘုရားရှိသုံးတာအဲ့ဒီလူတွေကဆွမ်းလောင်းတာအရှင်ဘုရားမရှိမလောင်းတော့ဟုတ်ပြီနော်အရှင်ဘုရားရှိသုံးတာတရားနာလာတာအရှင်ဘုရားမရှိရင်မလာတော့ဘူးအဲ့တော့အရှင်ဘုရားရှိရင်ဗုဒ္ဓဘာသာအရှင်ဘုရားမရှိရင်မိစ္ဆာဒိဋ္ဌိလုံနေကြတယ်ဘုရားဆိုတော့အဲ့ဒီတထေး900ကိုမြတ်စွာဘုရားအမိန့်နဲ့ခေါ်တယ်စကားတော်နဲ့ခေါ်တယ်ပေါ့ကွာအမိန့်နဲ့ဆိုအဲ့ဒီအမိန့်ဆိုတဲ့စကားကြီးဘေးဖယ်ထားစမ်းပါနော်မြတ်စွာဘုရားရဲ့မေတ္တာနဲ့စကားနဲ့လှမ်းခေါ်လိုက်ခေါ်ပြီးတော့လာတော့မှတထေးတွေမေးတယ်မင်းတို့ဒီလိုလုပ်နေဆိုတာဟုတ်သလားမှန်ပါတယ်ဘုရားမညာနိုင်ဘူးမြတ်စွာဘုရားကိုညာရဲတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့ဘုံတော်ကံတော်ဉာဏ်တော်တကူတော်တွေကြောင့်မြတ်စွာဘုရားရှေ့မောက်ရောက်ရင်ညာပြောရဲတဲ့လူမရှိဘူးအဲ့တော့မင်းတို့ဒီလိုပဲငါရှိရင်တစ်မျိုးငါမရှိရင်တစ်မျိုးလုပ်နေတယ်ဆိုတာဟုတ်သလားဟုတ်ပါတယ်ခင်ဗျာဩတဲ့အသိဉာဏ်ကင်းမဲ့တော့ဗါလဲလေဘာဖြစ်တယ်အသိဉာဏ်ကင်းမဲ့တော့တဲ့မှန်ကန်တဲ့ခေါင်းဆောင်ကောင်းကိုရွေးချယ်နိုင်စွမ်းမရှိကြဘူးအတိတ်ကခေါင်းဆောင်ခေါင်းနောက်မလိုက်မိခဲ့ကြလို့အကျိုးစီးပွားပြတ်သွားကြတဲ့ပုဂ္ဂိုလ်တွေခေါင်းဆောင်ခေါင်းနောက်ကိုယုံကြည်လိုက်ခဲ့ကြလို့
ကျေးဇူးများသွားကြတဲ့ပုဂ္ဂိုလ်တွေအထင်ရှားရှိခဲ့တယ်ကွာမြတ်စွာဘုရားဒီလိုပြောတယ်ဟုတ်ပြီနော်အဲ့ဒီမှာရှိတော့အနာမှာရှိတဲ့အရှင်အနန္ဒာကထပြီးတောင်းပန်တယ်အရှင်ဘုရားယခုပြစ္ဆုတ်ပံမှာတော့ဒီတထေးတွေတရွယ်တွေဟာမှန်ကန်တဲ့ဥဆောင်မှုနောက်ကိုမလိုက်နိုင်ကိုးကွယ်မှုကိုယုံယုံကြည်ကြည်ပြတ်ပြတ်သားသားမကိုးကွယ်နိုင်ကြတဲ့အတွက်ဒီပုဂ္ဂိုလ်တွေဗျံဗရာဖြစ်နေကြတာတပည့်တော်တို့မျက်မြင်ဒိဋ္ဌဖြစ်ပါပြီအတိတ်ကဘယ်လိုသောပုဂ္ဂိုလ်တွေဟာပျက်စီးခဲ့ကြပြီးတော့ဘယ်လိုပုဂ္ဂိုလ်တွေကျေးဇူးများခဲ့တယ်ဆိုတာတပည့်တော်တို့အားအစဉ်သနာခြင်းကိုအကြောင်းပြု၍သိအောင်ဆုံးမပေးတော်မူပါဗျာဆိုပြီးအရှင်အနန္ဒာတောင်းပန်တော့မှအေဟေးတဲ့အတိတ်ကဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ဗါတဲ့ဗာရာဏသီပြည်ရဲ့ဗျမရမင်းရဲ့ဒါခက်သလားအားလုံးမှတ်မိတယ်နော်ဘယ်ပြည်မှာမင်းကဒါဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့မစိမ့်တဲ့စကားပါဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့တယောက်သောပညာရှိလှဲကုံတဲ့ဟာလှဲသား900နဲ့ကုံရောင်းကုံဝယ်လုပ်တယ်လှဲသားဘယ်လောက်ပညာရှိလှဲကုံတဲ့ဗါတဲ့အဲ့တော့သူကဥဆောင်ပြီးတော့မှခေါင်းဆောင်လုပ်ပြီးတော့မှအယောင်းဝယ်လုပ်တာသူနောက်လိုက်ဘယ်လောက်ရှိတော့နောက်လိုက်900ရှိတယ်အဲ့တော့တခုသောကာလမှာအယောင်းဝယ်လုပ်ဖို့အတွက်ဟိုးဝေးလံတိခေါင်တဲ့ကန္တာယခရီးတွေကိုဖြတ်ပြီးတော့ကုံရောင်းကုံဝယ်လုပ်မယ်ဝေးသွားပြီးများရောင်းမှအမြတ်ဆုံးများရချမ်းသာမှာဆိုတော့စီးပွားရှာနေတဲ့ပုံကိုယ်တွေပြီးအယောင်းဝယ်ထွက်ကြဖို့ကုန်ပစ္စည်းတွေစုကြလဲတွေနွားတွေပြင်ညဆင်ညလုပ်နေသလိုအဲ့ဒီဗာရာဏသီပြည်မှာပဲတခြားသောလဲကုံတဲ့တယောက်ကလည်းလဲသား900နဲ့အတူဟုတ်ပြီနော်ကုံရောင်းကုံဝယ်လို့ဖို့ပြင်နေတယ်ဆိုတော့သူတို့ကုံရောင်းသွားမဲ့အချိန်ကတစ်ချိန်တည်းဖြစ်နေတယ်ပြောကုံရောင်းသွားမဲ့အချိန်ကဒါဖြင့်သွားမဲ့ခရီးကိုပညာရှိလဲကုံတဲ့ကဒါဆိုရင်သူတို့ဘယ်ကိုသွားမှလဲသွားစုံစမ်းမေးစမ်းဆိုတော့သွားမဲ့ခရီးကလည်းတူးနေတယ်ဗါတဲ့သွားမဲ့ခရီးကလည်းတူးနေတယ်သွားမဲ့အချိန်ကလည်းတူးနေတယ်ဆိုတော့တစ်ချိန်နဲ့လမ်းခရီးတစ်ခုကိုဒီနှစ်ဖွဲ့သွားရင်လဲပေါင်းဘယ်လောက်ဖြစ်သွားလဲပေါင်း1000ဆိုလဲ1000ဆိုရင်လမ်းမှာသွားရေးလာရေးနေရေးထိုင်ရေးစားရေးတောက်ရေးကိစ္စအဝဝမှာအဆင်ပြေနိုင်မှာမလားကြံ့ကြံမှုတွေဖြစ်မဲ့တခါအယောင်းဝယ်လို့တော့လဲနေရာလူရက်ပြီးရောင်းရရင်အဆင်ပြေပါမလားမပြေတော့ဒီဘက်ကပညာရှိလဲကုံတယ်ကြီးကဟိုဘက်ကလဲကုံတယ်တယောက်ကိုပထမလဲကုံတဲ့ကဒုတိယလဲကုံတဲ့ကိုတွေးဆုံရအောင်ညှိနှိုင်းရအောင်အချိန်ချက်ပြုပြီးတော့သူတို့နှစ်ယောက်တွေးဆုံတယ်တွေးဆုံပြီးတော့ငါတို့မင်းဘယ်နေရာကိုသွားမှလဲဒီနေရာကိုသွားမှဘာကုံနေပါလဲဒီကုံပါတယ်အေးငါလည်းဒီကုံပါတယ်ဒီနေရာသွားမှဘယ်အချိန်တုန်းဒီချိန်ဘယ်ရက်တုန်းဒီရက်ပေါ့လေနေကောင်းရက်သားကစအကုန်တူနေမှာပေါ့ဒီတော့ဒီလိုဆိုရင်တော့မဖြစ်ဘူးတဲ့တို့နှစ်ဖွဲ့အတူသွားရင်အယောင်းဝယ်မှာအကျိုးမြတ်များဖို့မလွယ်ဘူးဒီတော့တို့တွေရှေ့နောက်ခွဲသွားမှတော်မယ်အဲ့တော့မင်းရှေ့ရသွားမလားငါရှေ့ရသွားမလားဆိုတာငါတို့ရွေးချယ်မှဖြစ်မယ်အဲ့တော့ငါကအကြီးဖြစ်တယ်ကွာတဲ့မင်းကိုဦးစားပေးမယ်မင်းကြိုက်တယ်လို့လုံးတဲ့ရှေ့ရသွားမလားနောက်ကသွားမလားဟုတ်လားကဲတို့တရားဓမ္မတွေဆုံးဖြတ်ပေးပါဦးရှေ့ရသွားမလားနောက်ကသွားမလားဘာဖြစ်လို့အဲ့ဒီမှာမဲခွဲရမယ်နော်မဆိုးပါဘူးအဲ့တော့ဦးစားပေးအနေနဲ့ပြောလိုက်တော့ဒုတိယလဲကုံတဲ့ကစဉ်းစားတယ်သူအကြံဉာဏ်ရှိတယ်ပေါ့လေရှေ့ရသွားရင်ငါတို့နွားတွေကသူများမစားရတဲ့မြက်ဥကိုစားဟင်းသီးရင်းရွက်လဲငါတို့ကရှေ့ကနေဥဖြားစားရရေဆိုရင်လဲအကြည်တောက်ရမှာ
ဟုတ်ပြီနော်အဲ့တော့လမ်းဆိုရင်လည်းရှေ့ရလူတွေမသွားသေးတဲ့လမ်းဖြစ်နေတဲ့အတွက်ငါတို့ကသာသာရရသွားရမယ်အဲ့တော့မြက်အူးစားရမယ်ဟင်းရွယ်ဦးစားရမယ်ရေကြီးတောက်ရမယ်ဒါကရှေ့အရင်သွားခြင်းနဲ့ဒုတိယလဲကုန်တဲ့ဆုံးဖြတ်ချက်နောက်ကြတော့ဈေးကလည်းငါတို့ကြိုက်တယ်လို့တင်ရောင်းလို့ရတယ်ဆိုတော့ရှေ့ရသွားခြင်းရဲ့အကျိုးကျေးဇူးကို तू ကဒီလိုတွက်လိုက်တွက်ပြီးတော့မှပထမပညာရှိလဲကုန်တဲ့ကိုကျွန်တော်တို့ရှေ့ရသွားမယ်ဒါဆိုရင်ခင်ဗျားခြေနှံ့မလားဆိုတော့ပညာရှိလဲကုန်တဲ့စဉ်းစားတယ် तू ကလည်းသူ့ဖွဲ့အတွက် तू စဉ်းစားရတယ်ငါတို့ကနောက်ကသွားမယ်ဆိုတော့အရင်ရှေ့ရလူတွေစားသွားပြီးသားမြက်ကနေပြန်ထွက်လာတဲ့မျက်နှုလေးတွေထွက်မှစားရရင်ငါနွားတွေကမျက်ချိုချိုစားရငါတို့တွေကလည်းသူများခူးပြီးသားဟင်းရွက်ကနေအသစ်ပြန်ထွက်တဲ့အရွက်နှုကိုစားရတော့ငါတို့ချိုချိုမြိန်မြိန်စားရဟုတ်ပြီနော်ရှေ့လူတဲ့ရှေ့ရသွားတဲ့လူတွေကရေမရှိတဲ့နေရာရေတွင်းတူးသွားမယ်သူတို့တူးသွားတဲ့ရေတွင်းတို့ကအသာတကြီးတောက်ယုံပဲမကောင်းတဲ့နေရာအဖို့အထစ်လမ်းတွေသူတို့ပြင်သွားမယ်သူတို့ဖြောင်းပြီးသားလမ်းငါတို့အသာတကြီးနောက်ကလိုက်ယုံပဲဈေးနှုန်းတတ်မှတ်ခြင်းဟာဇီဝိတိန်တွေချခြင်းနဲ့တတ်ခြင်းနဲ့တူတယ်တဲ့ဈေးနှုန်းချမှတ်ခြင်းဘာဖြစ်လို့လဲဆိုတော့ဘယ်သူပဲဖြစ်ဖြစ်အယောင်းဝယ်လို့ရင်နည်းနည်းမြတ်ချင်လားများများမြတ်ချင်လားသာရုအကုန်တူကြတယ်နော်နည်းနည်းမြတ်တာကောင်းလားများများမြတ်တာကောင်းလားဗုဒ္ဓဘာသာဝင်တွေဘာဖြေမလဲကျုပ်ကကြားကျင်တာနော်သူတို့ဖြေလိုက်ရင်ဒီတိုင်းပါပဲများများမြတ်တာကောင်းတယ်ဆိုတော့သူ့ဘက်ကိုယ့်ဘက်ဘယ်တော့မှမကြည့်ဘူးမကြည့်လို့နင်တို့တိုင်းပြည်မွဲသွားတာရှင်းမလားနင်တို့ဗမာလူမျိုးတွေရဲ့အကျင့်ကမှားနေတယ်ဘသူသေးသေးဦးဇင်းကမိုးကုတ်သားမိုးကုတ်မှာမွေးမိုးကုတ်မှာကြီးလာတာမိုးကုတ်မျိုးကဟိုးတောင်ပေါ်မှာနေတယ်လမ်းပန်းဆက်တော်ကြီးအမတန်ခက်ခဲတယ်ရှေးတုန်းကတော့လမ်းကြောင်းတစ်ကြောင်းပဲရှိတာပေါ့လေအဲ့တော့မန္တလေးကပို့တဲ့ကုန်ပစ္စည်းနဲ့နေရတာဆိုတော့မိုးရင်းအခုလိုမိုးဦးကြမိုးရွာလို့ချောင်းရည်ကြီးလို့တရားကျိုးပြီဆိုရင်ဟိုတရားကကျိုးတာဘယ်လောက်ကျိုးတယ်ဖြတ်လို့မရဘူးရတယ်မသိသေးဘူးချောင်းရည်ကြလို့တရားကျိုးတယ်ဆိုတာနဲ့ဆန်စည်းကနှစ်ဆဖြစ်သွားဒါတမ္မန်အဲ့ဒီတရားတလလောက်ကြာအောင်ပါတဲ့ဆိုရင်10ဆတက်သွားပြီအဲ့ဒီမှာဦးဇင်းတို့မိုးကုံမြို့မှာအလွန်ချီးမွမ်းစရာကောင်းတဲ့ပန်ချာမနူလာဆိုတဲ့ကလားကြီးတယောက်ရှိတယ်ကလားကြီးမိသားစုရှိတယ်အဲ့ဒီကလားကြီးမိသားစုကဦးဇင်းတို့အတွက်ကျေးဇူးအမြဲတမ်းများပါတယ်သူကဘယ်တရုတ်တွေဘယ်ဗမာတွေဈေးတက်သူမတက်ဘူးပြီးတော့တထေးတွေကသိတဲ့အတိုင်းပဲတထေးဆိုတဲ့မျိုးကသူများကိုညှာတာတဲ့စိတ်မရှိဘူးအဲ့တော့သူကပတ်စံရှိတော့တရားကျိုးပရဲဆိုတော့ရှိသမျှဆံအကုန်ပေးရှိသမျှပဲအကုန်ပေးဒီလိုလုပ်တတ်တယ်အဲ့တော့အဲ့ဒီကလားကြီးဘယ်တော့မှမရောက်ဘူးသွားမင်းတို့ပတ်စံရှိတဲ့လူတွေငါမရောက်ဘူးတဲ့ဟိုပတ်စံမရှိတဲ့သူသိတဲ့ဆင်းရဲနွမ်းပါတဲ့လူကိုမျှတတာရောင်းတယ်ပိုးဝယ်လို့လည်းမပေးဘူးနေတို့ခါတိုင်းဝယ်နေကြတပြီတပြီပဲဟူသွားခါတိုင်းဝယ်နေကြမပူနဲ့တဲ့ငါမငတ်တဲ့၍မင်းတို့မငတ်เสียဘူးတဲ့မင်းတို့ငတ်ရင်ငါလည်းငတ်ပြီလို့မှတ်လိုက်တယ်ဂိုင်းဘောပါလားသူ့ဆိုင်မှာဘယ်တော့မှအလေးချင်းတင်းတောင်းချိန်ခွင်မှန်မှုဆိုတာမရှိသေးဘူးသူသားသမီးတွေကစားသူအမြဲတမ်းဝင်စစ်နေတာတေကန်နိတိကိုယ်တိုင်ဈေးရောက်သွားတာဘယ်တော့မှဆန်တို့စီတို့ရောင်းလို့အလေးချင်းယော့နေတယ်လို့မရှိဘူးတိုက်တဲ့အချိန်မှာချိန်ဈေးသူများထက်မှန်ရမယ်တမန်အာဇီဝနဲ့လောက်ကင်စားတော့သွားတာချမ်းသာလိုက်တာအေးချမ်းလိုက်တာရှင်းသလားတလောကဦးဇင်းတို့တမူးဘက်ကိုသွားရင်လည်းသူညီတဝမ်းခွဲတော်တဲ့ပုဂ္ဂိုလ်တယောက်နဲ့တွေ့တာဒီအကြောင်းလေးပြောပြသူကလည်းကြားဘူးတယ်တဲ့ဘုန်းကြီးပြောတာကြားဘူးတယ်တပည့်တော်ဂုံယူလွန်းလို့တဲ့တပည့်တော်တို့အမျိုးတွေအကုန်လုံးတမန်အာဇီဝကိုပဲမြတ်စွာဘုရားအဆုံးအမအတိုင်းဖြောင်းပြောင်းမတ်လောက်ကင်စားတော့ခဲ့ကြပါတယ်ဗျာတဲ့ဒီနေ့အထိဘယ်သူမှဘာဒုက္ခရောက်တယ်လို့မရှိဘူးဟုတ်ပလားသဘောပါပြီလားအဲ့တော့များမြတ်တိုင်းကောင်းသလားကဲဘယ်လိုမြတ်တာကောင်းလဲမြတ်မြတ်တာကောင်းတယ်သူ့ဘို့ကိုဘို့သူ့ပဲမြတ်တအောင်ကြည်တတ်ဖို့မလိုအပ်ဘူးလား
အဲ့တော့ဒုတိယလူဆိုတာပထမလူတတ်မှတ်တဲ့ဈေးနောက်ကိုလိုက်ယုံမဲဆိုတော့ကိုကဘသူကိုမှလိုက်ပြီးတတ်နေစရာမလိုတော့အမှန်တန်အပြစ်မကင်းဘူးလားရှင်းလူတောင်းရောင်းသွားတဲ့ဈေးတိုင်းရောင်းယုံပဲချရောင်းနိုင်ကိုကချရောင်းသွားယုံပဲဆိုတော့ဈေးခေါ်ပြီးရောင်းနေစရာမလိုတော့တဲ့အတွက်အပြစ်ကင်းတယ်တဲ့ဒီတော့ဒါဒုတိယလူရဲ့စဉ်းစားချက်ပထမလူရဲ့စဉ်းစားချက်အဲ့တော့ပထမလဲကုံတဲ့ကဒုတိယလဲကုံတဲ့ကိုကောင်းပြီတဲ့ငါညီမင်းကအရင်သွားမယ်ဆိုသွားနေတဲ့ငိုတို့တစ်လခွဲနှစ်လလောက်မင်းတို့သွားပြီးပြန်တော့မယ်အချိန်လောက်မှငါတို့ဒီကစထွက်မယ်ဟေးကဲသွားကြချမ်းချမ်းသာသာဆိုတော့ဒုတိယလဲကုံတဲ့ကသူ့ဆုံးဖြတ်ချက်တိုင်းအရင်ထွက်တယ်လေသားဘယ်လောက်နဲ့900ကိုဥဆောင်ပြီးတော့မှထွက်ပါပြီသူ့ရဲ့အစီအစဉ်တိုင်းဆိုတော့ထွက်သွားကြတော့လမ်းမှာပထမလဲကုံတဲ့စဉ်းစားသလိုမြက်ဥစားရမယ်ဆိုတော့အဥမစားရဘူးလားစားတော့မြက်နုလားမြက်ကျန်းလားခင်ဗျားတို့ဒီနယ်တွေကြတော့ဟိုမြို့ပေါ်ရန်ကုန်ဆိုရင်ဒါတော်တော်လှုပ်ဟောယူရမယ်ဆိုတော့သူတို့မြက်နုမှန်းကျန်းမှန်းသိတဲ့လူတွေမှမဟုတ်ပဲခင်ဗျားတို့ဒီမှာကြတော့နွားစာကျွေးနေရတော့မသိဘူးလားအဲ့တော့အဥစားရတယ်ဆိုတော့ဘာဖြစ်လို့မြက်ကျန်းနေစားရတယ်ဟုတ်ပလားဟင်းရွက်ခူးတော့ကောအရွက်ကျန်းတယ်ပဲမတွေ့ဘူးလားအဲ့တော့သူတို့မှန်းချက်နဲ့နတ်တွေကြိုက်သေးသလားအဲ့တော့လမ်းကြတော့လဲမပြေပြည့်မချောမွေ့တာတွေအားလုံးသူတို့ချောမွေ့အောင်ပြုပြင်ပြီးမသွားဘူးလားအလွန်ပင်ပန်းစွာသွားကြသွားပြီးတော့အဲ့ဒီကနေရေတွင်းရေမရှိတဲ့နေရာရေတွင်းတူးကြရေရှားကြနော်တောက်ရေအတွက်လှုပ်ကြဒီလိုနဲ့ရှာဖွေရင်းနဲ့သွားတော့နောက်ဆုံးမှကန္တာယတစ်ခုကိုဖြတ်ရမယ်ဗါလဲလေအဲ့တော့ကန္တာယဆိုတာကသူတော်ကောင်းတို့သဲကန္တာယအားလုံးကြားဘူးတယ်ဒါပေမဲ့ကန္တာယမှာ5မျိုးသောကန္တာယရှိတယ်စောရကန္တာယဝါလကန္တာယနိရုဒကကန္တာယအမနုဿကန္တာယအပ္ပဘက္ခကန္တာယဆိုပြီးကန္တာယဘယ်နှမျိုးစောရကန္တာယဆိုတာသခိုးတွေနေတဲ့ကန္တာယစောရကန္တာယဆိုတာသခိုးတွေနေတဲ့ကန္တာယဝါလကန္တာယဆိုတာသားရဲတလိษံတွေရှင်သေးတို့နော်ကြားတို့အစရှိတဲ့အမတန်ရက်ဆက်ကြမ်းကြုတ်တဲ့သားစားတတဝါတွေကိန်းအောင်နေတဲ့ကန္တာယနောက်နိရုဒ္ဓကကန္တာယဆိုတာရေလုံးဝမရှိတဲ့ကန္တာယဟုတ်ပလားနောက်တစ်မျိုးကအမနုဿကန္တာယဆိုတာဘလူးတွေကြီးစိုးတဲ့ကန္တာယဘာကြီးစိုးတယ်ဘလူးတွေကြီးစိုးတဲ့ကန္တာယနောက်တစ်ခုကအပ္ပဘက္ခကန္တာယဆိုတာစားပွဲတောက်ပွဲအသီးရွက်ဘာညဆုံးဘာတစ်ခုမှမရှိတဲ့ကန္တာယဘယ်နှမျိုးလဲအခုလဲကုံတွေဖြတ်မဲ့ကန္တာယကတကယ်ကတော့နိရောဓကကန္တာယဆိုတဲ့ရေမရှိဘူးဘာမရှိဘူးအဲ့ဒီကန္တာယခရီးတစ်လျှောက်လုံးမှာရေရှိတဲ့နေရာတစ်ခုမှမရှိသလိုဘာနဲ့ရောပြောနေသလဲဆိုတော့အမနုဿကန္တာယဆိုတဲ့ဘလူးတွေနေတဲ့နေရာလည်းဖြစ်နေတယ်ဘသူတွေနေတဲ့နေရာဒါဖြင့်သူတို့ဖြတ်မဲ့ကန္တာယသည်ကျမ်းတမ်းတဲ့ကန္တာယနှမျိုးရောစပ်နေတယ်တစ်ခုကဘာမရှိဘူးနောက်တစ်ခုကအဲ့တော့ဘလူးတွေကိန်းအောင်နေတဲ့ရေမရှိတဲ့ကန္တာယဟုတ်ပလားဟဲ့အဲ့တော့ဒီကန္တာယကြီးကိုဖြတ်တော့မယ်ဆိုတော့လဲကုံတယ်မှုကသိပါတယ်ဒီကန္တာယဒါမင်းတို့ငါတို့ဒါရေမရှိတဲ့ကန္တာယအဲ့တော့ဒီကန္တာယငါတို့ဖြတ်ရင်ခက်ခဲလိမ့်မယ်ပင်ပန်းလိမ့်မယ်အဲ့တော့ရေတွေစုကြဆောင်းကြရေလုံလောက်တင်ကြချက်ဖို့ပြုတ်ဖို့စားဖို့တောက်ဖို့နော်လမ်းမှာရေကိုချွေတာသုံးဆိုပြီးတော့ရေကိုစုရိတ်ခါစုဆိုပြီးတော့ကဲကန္တာယခရီးဖြတ်ကြမယ်ဆိုဖြတ်တော့ကန္တာယခရီးကိုတကယ်တော့သူတို့လချီဖြတ်အဲ့ဒီမှာပထမ1ရက်2ရက်ဖြတ်ပြီးတဲ့အခါလူတွေလည်းကန္တာယထဲသွားတယ်ဆိုတော့ညအခါမှာခရီးထွက်ရတယ်နေ့အခါမှာစရဲချပြီးတော့နွားတွေမသွားနိုင်လို့အရေးအာဝါဒထိုးပြီးတော့နေ့အခါမှာနားချက်ပြုတ်စားပေါ့ဆိုတော့တတရရဲ့နေဝင်ရည်တရောအရေးအချိန်နေလေးအေးပြီးတို့ထွက်ကြစို့ဆိုထွက်တဲ့အချိန်မှာရှစ်တဲ့ကနေပြီးတော့လူတတိုက်ကတခါတည်းကြာရိုးကြာဆွဲကြီးတွေစားကြာပဲကြီးတွေမိုးကြာပဲကြီးတွေဆောင်းပြီးတော့နေဝင်ရည်တရောပေါ့လေနေလေးမဝင်တဝင်းအချိန်လေးမှာ
လဲနဲ့တတိုက်လာတယ်ရေတွေလဲဆိုလို့ရွှွန့်ပွက်တွေလဲပေလို့ဆိုတော့ပျော်ပျော်ပါးပါးနဲ့တချင်းတွေဆိုပြီးလာတော့ဒီဘက်ကလှဲတွေပြင်ပြီးခီးထွက်ကြတော့မဲ့ပုံကိုယ်တွေကဟာဟေးကြည်သမ်းမအောင်ကွာရှေ့ရလူတွေကြာရိုးတွေစားကြာဘက်တွေမိုးပြီးတော့ကြာပန်းတွေနဲ့ရေတွေလဲရွှဲလို့ရွှွန့်ပွက်တွေနဲ့လာကြတာဟေးကြည်ကြအောင်မေးကြသမ်းမအောင်ရှေ့မှာရေရှိသလားဆိုတော့လာတဲ့ပုံကိုယ်တွေကိုမေးပြီးဒုတိယလဲကုန်တယ်မူကဟေးသင်တို့ဘယ်ရလာတော့ဟာဒီရှိရလာတာဟိုရှိမှညိုနဲ့တွေ့လားအမေထင်အောင်ထင်မှညနေပိုင်းနေဝင်ကြီးရောဆိုတော့နောက်ကန္နာရထဲမှာလည်းရှိမှနည်းနည်းစိမ့်ညိုလိုဘာလိုဖြစ်နေတယ်မှိုင်းတိုင်းဒီတော့အဲ့ဒီကလာခဲ့တာတဲ့သင်တို့ကကြည့်ရတာကြာရွက်တွေကြာစိုးတွေနဲ့အဲ့ဒီမှာရေကန်တွေအမလေးရေကန်ကြီးတွေအကြီးတွေနော်ကြာရိုးကြာဆွဲတွေနဲ့မိုးပါလဲရွာဟိုရောက်တော့နင်တို့ဘာမှပူစရာမလိုဘူးငါတို့ကြည့်တော့လဲမှာရွှွန့်နေနဲ့ဆိုတော့နောက်ကလဲကုန်တယ်မူကဟုတ်သလားနင်တို့လဲရဘာတွေတဲလာတာလဲဟိုဘက်ကလူတွေမေးပြီအာကုံရောင်းကုံဝယ်သွားမလို့ကန္နာရဖြတ်မှာဆိုတော့ကုံကနည်းနည်းပါဘာများသေးရရေများဘာများသေးရတယ်ရေနဲ့စားနာရိတ်ခါကများနေတာနောက်ကလဲတွေကဒါတွေပဲလို့ဆိုတော့အမလေးမလို့တို့သာကြည့်ဆိုပြီးမှသူကတစ်ချင်းတကြောနဲ့သွားပြီးသူတို့မမြင်ကြွယ်ရလဲရောက်ကြောအဲ့ပုဂ္ဂိုလ်တွေကပျောက်သွားအဲ့ပုဂ္ဂိုလ်တွေပါလေတော့ခင်ဗျားတို့ဒီလောက်ဆိုသိပါတယ်ဒီလောက်ပါပြီးသားတွေပါနော်ဘလူးတွေကလူတွေကိုလှည့်စားခြင်းလို့လုံလာတာဒါပေမဲ့လဲကုံတွေကနောက်ကလူတွေကိုမနိုင်ဘူးနောက်ကလူတွေဟာဒါဆိုရင်နွားတွေပင်ပန်းတယ်ကွာငါတို့ရေတွေထားခဲ့ကြစို့ဆိုလဲကုံတွေကလည်းအေးဒီတိုင်းဆိုရင်ရှေ့မှာညို့ဒီတညညခီးလောက်သွားရင်တို့ရောက်ပြီကွာအဲ့တော့တို့တညစာလောက်တင်ထားကျန်တာတွေကုန်ချလိုက်ကြတော့စာထဲမှာတော့အကုန်ချတယ်လို့ပြောတယ်တညစာတော့မပါတော့ဘူးနော်ရေတွေအကုန်လုံးအိုးတွေအကုန်လုံးသွန်ပြစ်ခွဲပြစ်နော်ပြီးတော့ကဲငါတို့ဝန်ပေါ့နဲ့ခရီးဆက်ကြစို့ဆိုပြီးဆက်ကြအဲ့တော့တညလုံးခရီးဆက်မနေ့ရောက်တော့နေဘူးတောက်เสียရေရှိသေးလားတောက်เสียထားလို့ချက်ပြုတ်စားเสียလည်းမရှိတော့ရေတွေအကုန်ထားပြစ်ခဲ့ပြီဟုတ်ပြီနော်အဲ့တော့သူတို့တွေအတွက်နေ့လယ်မှာနားတဲ့အခါရိတ်ခါစားเสียမရှိတော့နေပူကိုအန်တုကိုတောက်เสียရေလည်းမရှိတော့အလုံးပင်ပန်းနွမ်းနယ်ပြီးတော့ဒုက္ခမရောက်ဘူးလားဒါဖြင့်ဒီပုံသေးမှာပညာရှိလို့လားမရှိလို့လားခေါင်းဆောင်ကောင်းလားခေါင်းဆောင်ညံ့နဲ့ခေါင်းဆောင်နဲ့တွေ့တော့နောက်လိုက်အားလုံးပင်ပန်းနွမ်းနယ်ပြီးတော့ဒုက္ခရောက်အားလုံးအားနေနေပြီးတော့မလုံနိုင်ညံ့နေလဲစောင်းရောနွားလဲမထနိုင်တော့ဘူးလူလဲမထနိုင်တော့ဘူးဆိုရင်ညရောက်တော့ဘယ်သူလားကဲအားလုံးပါစာဖြစ်သွားရှင်းနေသလားဘာညံ့လို့သူများပြောစကားယုံနော်ကိုယ်ပိုင်အသိဉာဏ်မရှိတော့တလန်းလုံးမှလည်းသူတို့မပင်ပန်းဘူးလားပင်ပန်းတယ်အခုနောက်ဆုံးကြတော့လဲအောင်မြင်သွားသလားပျက်စီးသွားအဲ့တော့လဲကောင်းဆောင်အပြင်အားလုံးဘလူးစာမိသွားတလခွဲ2လလောက်နေတော့ကြတော့ပညာရှိပထမလဲမှုကသူ့လဲသားတွေစုကဲငါတို့ဟိုကောင်တွေသွားတာ2လလောက်ရှိပြီဒီချိန်လောက်ဆိုသူတို့ပြန်လာလောက်ပြီကန္နာရလဲလွန်လောက်ပြီအဲ့တော့တို့တွေသွားကြစို့ဆိုသွားကြတော့သူတွက်ထားတဲ့အတိုင်းစားရတဲ့မြက်ကမျက်နှုကိုမစားရဘူးလားနွားတွေမျက်နှုကိုစားရတယ်ဟင်းရွက်အနှုကိုစားရတယ်တောက်ရည်အရန်သင့်မဖြစ်ဘူးလားဖြစ်တော့သူတွက်ထားတဲ့အတိုင်းလမ်းကလည်းရှေ့လူတွေပြုပြင်သွားတဲ့လမ်းမှာအလွယ်တကူအသာတကြီးသွားလို့မရဘူးလားကဲဒီတော့ဘသူကပညာဖို့ရှိတယ်ဒါကြောင့်ပထမလှဲမှုကဒုတိယလှဲမှုကိုဝေဖန်တဲ့အခါနောက်ကြရင်သူပြောပါလိမ့်မယ်အကြံသာရှိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တဲ့ဗါတဲ့အကြံနဲ့ဉာဏ်နဲ့မတူဘူးနော်ရှေ့လူကလည်းသူ့အကြံနဲ့သူမကြံဘူးလားဒါပေမဲ့အကောင်းဆိုးအကြောင်းကျိုးအမှားမှန်ခွဲခြားနိုင်တဲ့ဉာဏ်တော့မရှိတော့အခုသူတို့ဒုတိယလဲကုန်တယ်နဲ့လဲ900ငလဲသား900ဘာသာမိသွားဒုတိယလဲကုန်တဲ့မူကပညာရှိလဲကုန်တဲ့ပြီးသူတွက်ထားတဲ့အတိုင်းနွားတွေမျက်နှုစားတော့အားမရှိဘူးလားချိုမြိန်စားရတယ်ဟင်းရွက်နှုချိုမြိန်စားရတယ်တောက်ရည်သုံးရည်အရန်သင်းလဲကလမ်းကလည်းပြည့်ပြီးသားဆိုပြီးတော့သူတို့သွားကြတော့ကဲကြားပါတယ်တူပြောကန္နာရရောက်ဘယ်ရောက်ကန္နာရရောက်တော့ပညာရှိလဲကုန်တဲ့ချိလိုက်တယ်
ဒါဟာနိရောဓကရေမရှိတဲ့ကန္နာယဟေအဲ့တော့ရေစုဆောင်ကြမင်းတို့နောက်တစ်ခုရှိသေးတယ်ရေမရှိတဲ့ကန္နာယမှာပူးတွဲပြီးတော့အမနုဿဆိုတဲ့ဘလူးတွေလည်းကြီးစိုးပြီးနေတတ်တယ်ဟုတ်ပြီနော်အဲ့တော့သူ့တပည့်တွေကိုတခါတည်းရေစုဆောင်ရိတ်ခါစုဆောင်အလုံးအရန်သင်းတင်ပြီးတာနဲ့ချက်ချင်းမထွက်ဘူးလဲသား900အကုန်စုလွတ်တော်ခေါ်တယ်ဘာခေါ်တယ်လဲသားလွတ်တော်ပေါ့ကွာနော်အဲ့တော့လဲသားလွတ်တော်ခေါ်ပြီးတော့လားမင်းတို့အခုဖြတ်မဲ့ခရီးဟာတန်မညခရီးမဟုတ်ဘူးကန္နာယအစကနေအဆုံးကန္နာယထဲမှာဘာလုံးဝမရှိဘူးလေရေလုံးဝမရှိဘူးနောက်ဘသူရှိတယ်ဘလူးတွေရှိတယ်မင်းတို့ငါတို့ကိုတပ်ဖြတ်စားတော့မဲ့ဘလူးတွေရှိတဲ့အတွက်ငါစကားကိုနားထောင်ပါငါခိုင်းတဲ့အတိုင်းနေပါငါပြောတဲ့အစီအမံတိုင်းလုပ်ပါငါမသိပဲရေတစ်ခွက်မှမင်းတို့ယူမတော့ကြနဲ့ဟုတ်ပလားတကယ်တော့အဲ့လိုခရီးကိုသွားကြပြီဆိုရေတောက်မယ်လို့ဆိုရင်အားလုံးတညီတဲ့တောက်ရတယ်တူညီတဲ့ပမာဏနဲ့တူညီတဲ့ limit ကိုတညီတညွတ်ထဲတောက်ရတယ်အဲ့တော့ခေါင်းဆောင်လဲကောင်းရမယ်အေးခေါင်းဆောင်ကောင်းပြီးနောက်လိုက်သစ္စာမရှိရင်ကောအောင်မြင်နိုင်မှာမလားအဲ့တော့ခရီးတစ်ခုအောင်မြင်ခြင်းရင်ခေါင်းဆောင်လဲကောင်းရမယ်နောက်လိုက်လဲကောင်းရမယ်နောက်လိုက်ကလည်းညီညွတ်မှုရှိဖို့မလိုအပ်ဘူးလားအဲ့တော့အဲ့ဒီထဲမှာသစ္စာပေါက်မပါဖို့တော့လိုတယ်အဲ့တော့မင်းတို့အားလုံးသစ္စာရှိကြပါတဝူးတယောက်ကသစ္စာဖောက်ရင်တစ်ဖွဲ့သားလုံးပျက်စီးမယ်အဲ့တော့ငါကိုမင်းတို့ယုံသလားအရင်မေးရတယ်ဟုတ်ကလားအဲ့တော့ကိုကောင်းဆောင်ကိုဘာလို့ဖို့ယုံကြည်ဖို့လိုတယ်ကိုကောင်းဆောင်ကိုမယုံကြည်ရင်အဲ့ဒီလမ်းခရီးအောင်မြင်နိုင်မှာမလားအေးအဲ့တော့ခေါင်းဆောင်စကားနားထောင်ဖို့ဟာခေါင်းဆောင်ပေါ်မှာယုံကြည်ဖို့ရှိဖို့လိုအပ်မလို့မင်းတို့ငါ့ကိုယုံသလားတဲ့ယုံနေယုံရင်ဘု து စကားအတိုင်းလိုက်နာခေါင်းဆောင်စကားနဲ့လိုက်နာကြငါ့ကိုအတိမပေးပဲရေတစ်ခွက်မှမတော့ကြနဲ့ငါအတိမပေးပဲဘာပစ္စည်းမှစွန့်ပစ်ခြင်းမပြုကြနဲ့ဟုတ်ပြီနော်အားလုံးဟာဘု து အဆုံးမြတ်ထိုင်သွားမလားရှင်းတတ်ပြီလားအားလုံးဟာသဘောတူပြီးသစ္စာခံပြီဆိုတော့မှကဲစကြစို့ဆိုခီးထွက်တော့သူတို့2ရက်3ရက်မြောက်ဘလူးတွေကလည်းချောင်းနေတယ်ဒီပုဂ္ဂိုလ်တွေအလွယ်တကူရနိုင်မရနိုင်ပေါ့ကြည့်ပြီးတော့ခုနကပြောသလိုပဲကန္နာယထဲမှာ2ညအိတ်3ရက်ဖြတ်ပြီးပြီဆိုတဲ့အချိန်မှာစောစောကလူတွေနဲ့တွေ့တဲ့နေရာမှာပဲတွေ့ပြန်ပါပြီစောစောကလူတွေလိုပဲသချင်းတွေဆိုနော်ဘလူးတွေကကြာရိုးကြာဆွဲတွေစားဝါပြီးတော့ကြာဘက်တွေစောင်းရှုံးဘွက်တွေနဲ့နွားလဲတွေရောလူတွေရောဆိုလို့ပေါ့လေဒါရေတွေရှိတဲ့ပုံစံမျိုးဖန်တီးပြီးလားဖះလောင်းနဲ့တွေ့ပြီတော့ဖះလောင်းကရှေ့ဆုံးကဥဆောင်သွားတယ်အဲ့ဒီလဲပညာရှိမှုကလဲကုံတဲ့ပညာရှိမှုကဖះလောင်းအဲ့တော့လဲကုံတဲ့ပညာရှိကြီးနဲ့တွေ့တော့ပညာရှိကကြည့်လိုက်တယ်အဝေးကလာကြတဲ့ကအကဲခတ်တယ်နေဝင်ဖြိုးပြဆိုတော့နေရောင်ရှိနေသေးတယ်အဲ့တော့နေရောင်ရှိနေပေမဲ့အဲ့ဒီရှေ့ကလာတဲ့လှဲမှာနွားလည်းအရေးမထွက်ဘူးလဲလည်းအရေးမထွက်ဘူးလူလည်းအရေးဟောနံပါတ်1သတိထားမိပြီအဲ့တော့ပညာရှိဆိုတာဘာရှိဖို့လို့သတိရှိဖို့လို့တယ်ပညာရှိဟာသတိကင်းလို့ရင်သူ့ပညာတွေအသုံးချလို့မရတော့အဲ့တော့အသိဉာဏ်ရှိရင်အသိဉာဏ်ကိုအသုံးချနိုင်ဖို့သတိမြဲဖို့လိုအပ်မလို့အဲ့တော့ပညာရှိလဲကုန်တဲ့ပထမလဲကုန်တဲ့ကြီးကသတိရှိတယ်ကြည့်လိုက်တယ်နေအောင်နဲ့တူရှူသူတို့လာနေတယ်ဘာအရေးမှမထွက်ဘူးဒါဆိုဒီကောင်တွေဘလူးတွေပဲပျော်ပျော်ပါးပါးနဲ့လာနေကြတယ်ဆိုတော့ဟေးဘယ်ကလာကြလဲဒီဘက်ကလာတာမင်းတို့ပဲသွားမလို့ငါတို့လည်းအဲ့ဒီဘက်သွားမှာပဲအဲ့ဒီဘက်သွားမှာမင်းတို့ဘာဖြစ်လို့ဟိုမှာမိုးတွေရွာနေတာငါတို့ဒီမှာအကုန်စုံလို့အဲ့တော့ကြာရိုးတွေကြာစော်တွေနဲ့ဘယ်ရလဲဟိုဘက်မှာရေကန်ကြီးတွေအများကြီးပဲတောလုံးတောင်လုံးရေကန်တွေမိုးကပြတ်တယ်လို့မရှိဘူးအဲ့ဒီဘက်မှာအမေဟိုကရုပ်တရှိအောင်ပြောဟုတ်ပြီနော်အဲ့တော့တို့လဲတွေတောင်ရှုပ်ဘွက်တဲ့အတော်ယုံလာတာဒီမှာကြည့်ပါလားမင်းတို့ဘာတွေသယ်လာသလိုဒီလိုပဲရေတွေသယ်လာတယ်မလေးသယ်မလေးနဲ့အဖိုးတွေနွားပန်းနဲ့လူပန်းနဲ့ရှေ့ဆိုရောက်ပြီဟုတ်ပြီနော်ဆိုတော့သူတို့သွားတော့အဲ့ဒီလိုပြောဆိုသွားကြတော့နောက်ကပင်ပန်းရေတွေသယ်ရတဲ့လူတွေကဒုတိယလဲကုံတဲ့ပြည့်လဲသားတွေလိုပဲအရေးဆိုလာဟာလဲမှုကြီးခင်ဗျားကြားတဲ့အတိုင်းပဲဒါမျက်မြင်ကိုယ်တွေ့ဘာမှတန်တရားဖြစ်เสียမလို့ကျတို့ရည်တွေထားကြတော့မယ်ဟေးအဲ့လှဲသားတွေအကုန်စုလိုက်တာစုဒါမျိုးဆိုတာညီညွတ်ဖို့လိုတယ်ဟုတ်ပြီနော်တယောက်တစ်ပေါက်တယောက်တည်းတပွဲတည်းတဆူတည်းကြံလို့မရ
အဖြေထုတ်ပြီဆိုရင်အကုန်ပါမှရတယောက်ယောက်ကြံနေခဲ့ရင်အဲ့ဒါတွေးကွဲတတ်တယ်ဟုတ်ပလားအဲ့တော့လဲသားဘယ်လောက်စုလိုက်900အကုန်လားကဲမင်းတို့ကငါမေးမယ်တဲ့မင်းတို့လည်းထိုက်တန်သလောက်ဘဝတုတ္တရှိတဲ့ပုဂ္ဂိုလ်တွေပဲခုနကလဲနဲ့ဖြတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာသူကဘလူတွေလို့မပြောသေးဘူးသူ့လူတွေကြောက်မှဆိုလို့ရှေ့ကလဲနဲ့ဖြတ်သွားတဲ့ပုဂ္ဂိုလ်တွေကမိုးရီရွာနေလို့ဘော့တီပီနေတယ်လို့ပြောတယ်နော်တဲ့ဟုတ်တယ်ဒါဖြင့်သူတို့ဖြတ်သွားတဲ့လမ်းတစ်လျှောက်မှာရေဆိုနေသလားကြီးတဲ့ကန္နာရတဲ့ဖြတ်လာတာရေရှိပါမလားရေမရှိဘဲနဲ့သူလဲကဘော့တီပီနေဟုတ်ပြီနော်အဲ့တော့အလွယ်ဆုံးပြောမယ်မိုးသက်လေဟာတဲ့အလုံးမှတ်ထားမိုးရွာတော့မယ်ဆိုရင်မိုးသက်လေလေးမတိုက်ဘူးလားမိုးသက်လေလေးလေပြေလေးအေးအေးလေးတိုက်လာတယ်မိုးဘွားလေးတွေတောင်တစ်ခါတလေပါတတ်တယ်မိုးသက်လေဟာတဲ့ဘယ်လောက်အကွာဝေးကနေသိရသလဲတဲ့မင်းတို့ဖြေတဲ့တို့ခင်ဗျားတို့မဖြေတာဘူးကျုပ်ပဲဖြေမယ်နော်အဲ့တော့မိုးသက်လေဆိုတာတယူဇနာကသိတယ်ဘယ်လောက်သိလဲတယူဇနာဆိုတာ12မိုင်ခွဲ73မိုင်ဟုတ်ပြီနော်အဲ့တော့လမ်းကြည့်လိုက်ရင်မိုးရွာတော့မယ်ဆိုခင်ဗျားတို့ခံမှန်းကြည့်တယ်ဟာဟိုမှာမိုးလေနေလာနေပြီမပြောကြဘူးလားအဲ့ဒီမိုးသက်လေလေးစပြီးတိုက်လာပြီဆိုရင်အဲ့ဒီမိုးနဲ့ကိုယ်နဲ့ဘယ်လောက်ဝေးတော့တယူဇနာဟုတ်ပလားအဲ့တော့မိုးသက်လေကဘယ်လောက်ကသိလဲတယူဇနာကသိပါတယ်တဲ့အားလုံးမှတ်ထားပါနောက်မိုးတိမ်ညွန့်နေတခါတည်းမဲနဲ့တက်လာတာတွေမတွေ့ရဘူးလားအဲ့ဒီမိုးတိမ်မဲကိုဘယ်လောက်အကွာဝေးကမြင်ရသလဲဟေးတဲ့မေးတယ်3ယူဇနာကမြင်ရပါတယ်ဘယ်ကမြင်လဲစနစ်3လီ36မိုင်အဝေးကမိုးတိမ်ကိုစပြီးမြင်ရနိုင်တယ်ဟုတ်ပလားဟဲ့မိုးတိမ်ညွန့်ကိုဘယ်လောက်ကွာဝေးကမြင်ရတယ်3ယူဇနာနောက်လျှက်စီးလျှက်ပန်းလွတ်တာတွေရောတွေ့ဘူးလားအဲ့ဒါဘယ်လောက်အကွာဝေးကမြင်ရတယ်လဲတဲ့4ယူဇနာတဲ့ဘယ်လောက်လဲစနစ်4လီ48မိုင်50ပတ်လည်လောက်ကလျှက်စီးလက်တာကိုလှမ်းပြီးတော့မြင်ရတယ်ဟုတ်ပလားဟဲ့အဲ့တော့လျှက်စီးလက်တာဘယ်လောက်ကတွေ့ရလဲ4ယူဇနာကတွေ့ရတယ်မိုးချင်းတန်ကိုဘယ်လောက်ကရရသလဲဆိုတော့တယူဇနာကကြားဘယ်လောက်ကကြားရတယ်ကဲမင်းတို့အားလုံးဒီပုဂ္ဂိုလ်တွေဟာတကယ်မိုးရေဆူစွတ်ပြီးတော့ရွှွန့်ပွက်တွေနဲ့လာတာဆိုရင်ငါတို့အနီးနားမှာရှိနေရမယ်အဲ့ဒီမိုးကဟုတ်ပြီနော်ခုဒါဖြင့်မင်းတို့မိုးသက်လေကိုခံစားရသလားတဲ့ခံစားရလားမိုးတိမ်ကိုမြင်ရသလားလျှက်စီးလက်တာရောနောက်မိုးရဲ့အငွေ့အသက်ကိုရပြီလားမရသေးဘူးတဲ့ဒါဖြင့်မိုးရွာတယ်ဆိုတာဖြစ်နိုင်ပါမလားဟိုဘက်ရွာမှာမိုးရွာနေဒီဘက်မှာမိုးလေငွေ့မိုးငွေ့လေးတော့လာရမယ်အဲ့တော့မိုးသက်လေရောလာသလားအဲ့တော့ဒါဖြစ်ရင်ဒီမိုးရွာတယ်ဆိုတာဖြစ်နိုင်သလားဒီတဲ့သေချာအောင်ပြောမယ်တဲ့မင်းတို့ကသတိမထားမိလို့အဲ့ဒီလူတွေမှာလူရောနွားရောလှဲရောလာကြတာနေအောင်ထဲမှာဘာမထွက်ဘူးတော့အေးမထွက်ရင်ပါတော့ဘလူသေးရဲ့မှတ်တာထားရှင်းပြီနော်အဲ့တော့ဒါတွေကဘလူတွေဆိုတော့မှအလုံးလန့်သွားတယ်ဒါဖြင့်မင်းတို့ငါပြောတာယုံမလားယုံပြီအလုံးလက်ခံသလားလက်ခံတယ်ဒီလိုပြောမှနှုတ်မရင်ဆရာမသိအောင်နောက်ကခိုးပြီးဟိုကဖောက်ချတရားဖောက်ချလှုပ်ချင်လှုပ်နေဦးမှာကိုဟုတ်ကဲ့မလားအဲ့တော့အလုံးညီညွတ်ဖို့အလုံးသိဖို့လိုအပ်မလို့အသိဉာဏ်ညီညွတ်သွားပြီအလုံးပြည့်စုံသွားပြီဆိုမှလဲကုန်တယ်မှုကကဲခီးဆက်ကြစို့ငါပြောတဲ့အတိုင်းသွားဆိုခီးဆက်ပြီးတော့အိတ်တော့မယ်ဆိုတဲ့အချိန်မှာလဲဘာလို့တလဲဆိုတော့ကဲတို့တွေနားတော့မယ်ဆိုတဲ့အချိန်မှာဒါဟာဘလူးတွေနေတဲ့ကန္နာယဆိုတာသေချာသွားပြီဖြစ်တဲ့အတွက်ငါပြောတဲ့အတိုင်းစနစ်တကျအိပ်ပါအလဲကောင်းမှနားဖို့နေရာကိုအဝန်းဝိုင်းကြီးလှုပ်လိုက်ပြီးတော့အလဲကောင်းမှအားအနည်းဆုံးလူအလဲကောင်းမှထားမယ်တော့အဲ့တော့တို့အဖွဲ့ထဲမှာအားအနည်းဆုံးကဘာဖြစ်မလဲအားအနည်းဆုံးကဘာဖြစ်မလဲခင်ဗျားတို့မေးတတ်အောင်လို့နော်နည်းနည်းစဉ်းစားတတ်အောင်လို့နော်ဒီကုံတယ်တွေဘာနဲ့သွားတယ်နွားလဲနဲ့သွားတယ်ဟုတ်တယ်နော်ကဲလူနဲ့နွားဘယ်သူကအားနဲ့ဟေးနွားမှတ်ထားနော်နွားမှာအသိဉာဏ်မရှိဘူးလူတွေခိုင်းတယ်လို့သွားတာသူတို့မှဆုံးဖြတ်နိုင်စွမ်းမရှိဘူးတိုက်ခိုက်နိုင်စွမ်းကောမရှိတော့အားအနည်းဆုံးဒီနွားမပါဘဲနဲ့ရောဆက်သွားလို့ရမလား
ဒါဖြင့်အလဲကောင်းမှဘယ်သူထားမလဲမှတ်ထားကြဟုတ်ပလားနွားချမ်းမြင်သွားတော့အခုခံရတာပေါ့ကွာဟုတ်ပလားနွားသိမှမသိပဲခေါ်လိုက်သွားမှာပေါ့ရှင်းမနော်အဲ့တော့အလဲကောင်းမှဘယ်သူထားနွားအသက်နည်းနည်းကြီးပြီးတော့နော်အသက်ကြီးတဲ့လူငယ်တဲ့လူအင်အားသေးတဲ့ပုဂ္ဂိုလ်ကနွားပတ်လေရဝိုင်းပြီးတော့မှအရွယ်အားကောင်းမောင်းတန်တွေကအပြင်ဆုံးစီဝိုင်းကနေနေပြီးတော့မှသတ္တိလည်းရှိဗျတ်တိလည်းရှိခွန်အားပလလည်းပြည့်စုံဉာဏ်ပညာလည်းကြီးမားတဲ့လူတန်ကြီးတွေကအကုန်လုံးဘေးမှာမတ်တရက်ပြီးတော့အချိန်ပြည့်စောင့်ရတယ်ဟုတ်ကလားဒါဖြင့်စနစ်တကျစီမံကန့်ကွက်မှုမရှိဘူးလားအဲ့တော့အချိန်ပြည့်တန်လျက်ဓာတ်ကိုကင်ပြီးတော့ခွန်အားပလနဲ့ပြည့်စုံတွေကစောင့်ချက်နေတယ်အဖွဲ့အစည်းကိုလည်းစနစ်တကျဖွဲ့စည်းထားတဲ့အတွက်ဘယ်အန်ဒီရဲ့ရန်သွယ်မှလာလို့မရအဲ့တော့ရှေ့လူတွေကဘာသာဖြစ်သွားတော့ဘလူးစာဖြစ်သွားတယ်နောက်လူတွေနာဘလူးတောင်မကတ်နိုင်ရှင်းမလားဟဲ့အဲ့တော့ဘလူးမကတ်နိုင်တော့ဘလူးတွေကမစားရတဲ့ဒီတိုင်းပဲချောင်းကြည့်ပြီးမစားရဘူးနောက်တနေ့ခရီးဆက်တယ်ဆက်တဲ့ခါမှာအရင်လူတွေကြံရစ်ခဲ့တဲ့ဘာတွေတွေ့လဲတွေတွေ့ဘာတွေတွေ့လဲတွေရောကုံစီတွေရောအကုန်မတွေ့ရဘူးလားတွေ့ရတော့မှဘုရားလောင်းကကဲတွေ့လာဟေးတဲ့အကြံသာရှိဟုတ်ပြီနော်ဗါတဲ့ခင်ဗျားတို့ကပြောပါတယ်ငှက်ပြန်ရင်သေးလူကြံနေပေမဲ့ညံမရှိအလားပဲဟုတ်ပလားအကြံနဲ့ဘာနဲ့တွဲရအဲ့တော့ညံရှိဖို့ဆိုတာအတိညံမရှိပဲရမလားလာတာကိုကအတိညံအတိမရှိပဲနဲ့ညံဖြစ်မလားဒါကြောင့်ဗုဒ္ဓဘာသာဝင်တိုင်းဟာတစ်ဘာလို့ရမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုမေ့သွားပြီကျုပ်သိတယ်တရားပြီးတော့မှရှေ့ကပြောခဲ့တာမေ့သွားပြီဘာလို့ရမလဲမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရမယ်အခုတန်တရားတစ်ခွင်လုံးခင်ဗျားတို့ဒုက္ခရောက်ခဲ့တာသိလို့လားမသိလို့လားကြည့်မသိတာကတန်တရားမှာမသိခြင်းကောင်းဆောင်ခဲ့တဲ့အတွက်အဝိဇ္ဇာပစ္စယသင်္ခါရဆိုခေါင်းဆောင်ကောင်းလားခေါင်းဆောင်ညံ့လားယုံညံ့တဲ့အဝိဇ္ဇာခေါင်းဆောင်ထားတဲ့အတွက်ဘာသစ္စာရတော့အခုခင်ဗျားတို့ချမ်းသာနေလားဆင်းရဲနေလားအခုခန္ဓာဘယ်နှပါအိုနာသိနဲ့လွတ်သလားအမွဲအကွဲနဲ့ရောခုခင်ဗျားတို့စီးစိမ်ခင်ဗျားတို့ပိုင်သလားခင်ဗျားတို့သားသမီးရောခင်ဗျားတို့ပိုင်သလားအဲ့ဒါမပိုင်တာတွေရနေတာသိခဲ့လို့လားမသိခဲ့လို့လားမသိတာကရမ်းလောက်တာကအဲ့တော့ခင်ဗျားတို့ခေါင်းဆောင်ကောင်းနဲ့တွေ့ကြတာလားခေါင်းဆောင်ညံ့နဲ့တွေ့ကြတာလားတွေ့ကြတော့တန်တရားလုံးပါသစ္စာရကျင်သလားဒါဖြင့်အခုတိအောင်လုပ်တယ်မလုပ်တယ်အဲ့တော့အတိညာမရှိဘဲနဲ့တန်တရားကလွတ်ချင်လို့မရဘူးပြစ္ဆုတ်ပံအကျိုးစီးပွားရခြင်းလို့ကျင်သလားခုမြတ်စွာဘုရားရဲ့အဆုံးအမသာသနာဘယ်နှရရှိတယ်သာသနာ3ရပ်ပါတယ်လေသာသနာဆိုတာအဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမသာသနာဘယ်နှရလဲ3ရပ်ကမှတ်ထားသီလသာသနာသမာဓိသာသနာပညာသာသနာလို့ဆိုတယ်ပြောသာသနာဘယ်နှရလဲနောက်ကမှတ်ထားသာသနာ3ရပ်လို့ပြောရင်ဘာဖြစ်မလဲသီလသာသနာသမာဓိသာသနာပညာသာသနာပရိယတ္တိပရိပတ်တိပရိဝေဒဆိုတာအဲ့ဒီသီလသမာဓိပညာသိက္ခာ3ရပ်ကိုပရိယတ္တိသိအောင်လုပ်တာပရိပတ်တိဆိုတာကျင့်တာပရိဝေဒဆိုတာဆောင်းတာမှတ်ထားအဲ့ဒါသာသနာပြုနည်းပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဆိုတာသာသနာပြုနည်းဟဲ့သာသနာ3ရပ်လို့ဆိုရင်သီလသာသနာသမာဓိသာသနာပညာသာသနာဒီ3ရပ်ကိုသာဖြေရမယ်ရှင်းမလားဒါဖြင့်အခုခင်ဗျားတို့မြတ်စွာဘုရားအဆုံးအမတိုင်းဆိုတရားဘယ်နှပါးနဲ့နေရဘာတွေလဲသီလသီလသမာဓိပညာပြည့်စုံရင်ပြစ္ဆုတ်ပံချမ်းသာရနိုင်မရနိုင်တန်တရားရောနိဗ္ဗာန်ရော
သီလသမာဓိပညာမရှိရင်ပြစ္ဆုတ်ပန်ချမ်းသာသိကြလားအိမ်ရောက်ရင်တစိမ့်စိမ့်စဉ်းစားအောင်ခင်ဗျားတို့အကျယ်ချဲ့ပြောကြရတယ်တပုံကြီးကြံသေးတယ်အချိန်မရလို့ဟုတ်ပြီနော်သာသနာပဏိယသာသနာ3ရပ်စီခင်ဗျားတို့ကျိုးတို့ဆောင်ထားရမယ်တရားမဟုတ်ဘူးလားဒါဖြင့်တရားဘယ်နှပါးဆောင်ရမလဲဘာတွေလဲအဲ့ဒီမြတ်စွာဘုရားအဆုံးအမတိုင်းသီလသမာဓိပညာနဲ့ပြည့်စုံအောင်နေရင်ပြစ္ဆုတ်ပန်ချမ်းသာမှုရနိုင်မရနိုင်တန်တရားရောချမ်းသာနိုင်မချမ်းသာနိုင်နိဗ္ဗာန်ရောရနိုင်မရနိုင်ကဲဒါဖြင့်မြတ်စွာဘုရားတရားတော်သည်ပြစ္ဆုတ်ပန်တန်တရားနိဗ္ဗာန်အကျိုးကိုဆောင်နိုင်မဆောင်နိုင်ယုံသလားပြစ္ဆုတ်ပန်မှာမြတ်စွာဘုရားအဆုံးအမပြင်တခြားရှာစရာလိုသေးလားအာကိုရှာတယ်အာကိုရှာဆိုတော့တောကိုယ်ွယ်တောင်ကိုယ်ွယ်တွေ့သမျှဘဟုံငွေတရဏံဆိုပြီးတော့အကုန်လျှောက်ကိုယ်ွယ်နေလို့အမှန်တရားရနိုင်ပါမလားအကျိုးများနိုင်ပါမလားကျင်သလားအဲ့တော့အခုလဲကုန်တယ်တွေအရင်သွားမယ်နောက်သွားမယ်နဲ့သွားတော့ဒါတကယ်ပြည့်ပြည့်စုံစုံပြောကြရင်ဒီလဲငါသဲသား900ထဲမှာအရင်လူလဲလိုက်မယ်နောက်လူလဲလိုက်မယ်ဆိုတဲ့ပြဿနာတွေရှိအောင်မှာဒါတွေမြတ်စွာဘုရားအလောင်းတော်တစ်ခါနဲ့လဲသားတွေအကုန်ရှင်းခဲ့ရကဲထားလိုက်တော့သီလသမာဓိပညာဆိုတဲ့တရားသည်သူတော်ကောင်းတို့ဦးဇင်းတို့အတွက်တန်ဖိုးရှိမရှိအကျိုးရှိမရှိကဲလိုချင်တာလေးမေးလိုက်အောင်မယ်ပြောနေတာတွေများသွားရင်ဝေးသွားမှာဆိုလို့သီလရဲ့သမာဓိရဲ့ပညာရဲ့တရား3ပါးမှာဘယ်တရားကခေါင်းဆောင်ဖြစ်တဲ့တယ်သီလရဲ့သမာဓိရဲ့ပညာရဲ့ခေါင်းဆောင်ဆိုတာတယောက်တည်းပဲထားရတယ်ဟဲ့ငဘောတွေရဲ့နော်ခေါင်းဆောင်3ယောက်လုံးထားရံဖြစ်ကုန်မှာပေါ့နော်နင်တို့ဦးကြောင်ကြားဗမာပြည်မှာပဲသမရ3ယောက်ရှိတာသူများနိုင်ငံမရှိဘူးပြောလန့်သွားပြီလားဒါမှအိတ်ချင်းပြည်မှာပေါ့သီလရဲ့သမာဓိရဲ့ပညာရဲ့ဘယ်သူခေါင်းဆောင်ဖြစ်တဲ့လဲသီလဆိုတာဘာလို့တာလဲစောင့်ထိန်တာကဲသူ့ခေါင်းဆောင်ခဏတင်လိုက်ရှုပ်တယ်နော်သူများအသက်တတ်တာအပြည့်ရှိမရှိသူများမပေးတဲ့ပစ္စည်းခိုးယူတာသူများသားမယားပြစ်မှားတာသီလစောင့်ထိန်တဲ့ပုဂ္ဂိုလ်ကအပြစ်ရှိမှန်းမသိတဲ့လူကစောင့်ထိန်မှလားသိတဲ့လူကစောင့်ထိန်မှလားဒါဖြင့်စောင့်ထိန်မှုနဲ့အသိတရားဘယ်သူကရှိရဟမ်ဒါဖြင့်သီလခေါင်းဆောင်လို့မရဘူးအတိအကောင်းဆောင်အောင်တမာရီဆိုတာစိတ်တည်ကြည်ဖြောင်းမှဖို့တမာရီဆိုတာခမရတို့ဘဝတသက်တာလုံးကိုသီလကိုတမာရီကိုပညာကိုဖြောင်းမှတည်ကြည်အောင်ထိန်းကျောင်းနိုင်တာတမာရီအဲ့ဒီတသက်လုံးဖြောင်းဖို့ဆိုတာလေတည်ကြည်တဲ့တမာရီကိုဘယ်သူခေါင်းဆောင်မှအဲ့တော့နောက်မှတ်ထားပညာမဲ့တွေခေါင်းဆောင်ထားလို့တိုင်းပြည်ပြတ်သွားပြီးပြီဟေးအဲ့လောက်မအားကြနဲ့နော်ဘယ်သူခေါင်းဆောင်ဖြစ်တဲ့လဲမတာပညာကိုဖျက်ဆီးခဲ့လို့တိုင်းပြည်လုံးဗယံပါတာဖြစ်သွားပြီ62ခုနှစ်တော်လန်ရေးအစိုးရတက်ကလေးကရင်ပညာရေးကိုဖိနှိပ်ချုပ်ချယ်ပြီးတပ်ပစ်ခဲ့တာနင်တို့အကုန်လုံးဘွဲရပညာမတတ်တဲ့နဲ့ပြည်နေတဲ့တိုင်းပြည်ရှင်းလားတွေးခေါ်ဉာဏ်မရှိစဉ်းစားဉာဏ်မရှိအကြံသာရှိဉာဏ်မရှိတဲ့လူတွေနားလဲဗလားဒါဖြင့်ဘယ်သူကောင်းဆောင်ဖြစ်တဲ့လို့မှတ်ထားကြုတ်ပြန်သွားရင်တမျိုးမဖြစ်စေနဲ့သဘောပါပြီလားအဲ့တော့ဘာရှိမှအခုလဲကုန်တဲ့သည်ပညာရှိလဲကုန်တဲ့ပြီးပြီဟေးရှေ့လူတွေပြည့်စည်သွားပြီမင်းတို့တွေ့ကြသလားအဲ့တော့ဒီမှာဒီကုန်းနေရာအားလုံးပိုင်ရှင်မဲ့ဖြစ်သွားပြီငါတို့အားလုံးကုန်းနေစီစေးတန်ဖိုးနဲတဲ့အကျိုးမများနိုင်တဲ့ကုန်းတွေချအမြတ်များရနိုင်တဲ့ကုန်းတွေပြန်စီစစ်ပြီးတင်မကောင်းတဲ့လဲတွေထားခဲ့ကဲအားလုံးပြန်ပြီးပြင်ဆင်ပြီးတော့ကန္နာယခရီးတစ်ဝက်မှာလဲပြင်လိုက်သလိုပဲရိတ်ခါထပ်သလိုပဲရှေ့အဖွဲကကောင်းတာတွေအကုန်ယူပြီးတော့သွားလိုက်တာကုံရောင်းကုံဝယ်လောက်တာနှစ်ဆမြတ်ဘယ်လောက်မြတ်နှစ်ဆမြတ်ပြီးပြန်လာတော့ကောင်းကျိုးချမ်းသာအလုံးစုံမရဘူးလားဘယ်သူကြောင့်ရမင်းကောင်းဆောင်ကောင်းကြောင့်ချမ်းသာမရဘူးလားကောင်းဆောင်ကောင်းတာမပါရင်အဲ့တော့ရှေ့ရလူတွေချမ်းသာသွားသလားပျက်စီးသွားသလားဘယ်သူနဲ့သွားလို့
ဉာဏ်ဖြင်းတဲ့ကောင်းရှင်းပြီလားအဲ့တော့ခင်ဗျားတို့အတွက်ဘာလိုအပ်တော့ဘာလိုအပ်တယ်ဘယ်မှာသွားရှာဘယ်မှာသွားရှာခုခင်ဗျားတို့ဘယ်သူဆုံးမနေတယ်ဘုရားမလုံးနဲ့လေခုပြောခုမေ့လေဘယ်သူဆုံးမသာသနာပဏိယဘာတွေလဲအဲ့ဒီသီလသမာဓိပညာကသူများစီသွားရှာနေရမှာလားကိုဘယ်သူစီမှာရှိအောင်ကြိုးစားရမှာအဲ့တော့ကိုယ်စီမှာရှိတော့ကောသီလသမာဓိတရား၃ပါးမှာဘယ်သူခေါင်းဆောင်ထားမှာအဲ့တော့ကိုယ်သိပညာကိုကိုယ်ခေါင်းဆောင်ထားနိုင်အောင်ကြိုးစားဖို့လိုအပ်မလိုအပ်အဲ့တော့ခေါင်းဆောင်ကောင်းကတခြားနေရာလိုက်ရှာနေရမလားကိုယ်တိုင်ပညာရှိအောင်ကြိုးစားရမှာလားအဲ့တော့သူများခေါင်းဆောင်ရှာမလားကိုယ်တိုင်ခေါင်းဆောင်နိုင်အောင်ကြိုးစားမလားအဲ့ဒီလိုအားလုံးသမရဖြစ်နိုင်တယ်ဘာမှမပူနဲ့ရှင်းလားဘာရှိဖို့တော့လို့နားလည်ဗလားအဲ့တော့ရက်ွက်လူကြီးတောင်မှန်အောင်မရွေးတတ်တဲ့တိုင်းပြည်မှတ်ထားဘာရှိမှခေါင်းဆောင်ဒါပေမဲ့ပြည့်စုံအောင်ပြောခဲ့ဦးမယ်ပညာရှိဆိုတော့ခင်ဗျားတို့ကဘွဲရပညာတတ်တွေမှာပညာရှိထင်နေဦးမှာနော်ဘွဲတစ်စိတ်သွားမကြည့်နဲ့ပညာရှိမရှိဘာပေတံနဲ့ကြည့်မယ်အဲ့ဒါနည်းနည်းပါလာပြီအောက်ကလူတွေသာရုဗျာအခုဖြေပေးလိုက်တဲ့လူတွေကျေးဇူးတင်ပါတယ်ပညာရှိမရှိဘာနဲ့ကြည့်မယ်သီလသမာဓိနဲ့ကြည်အလုံးမသွားပညာရှိမရှိဘွဲလက်မကြံသွားမကြည့်နဲ့အတုတွေတပုံကြီးပဲရှင်းလားဘာဘွဲလိုချင်လက်ဖြောက်တီးလိုက်အကုန်ရတယ်နားလဲလားအဲ့တော့ဘွဲကအသေးချာလားသီလသမာဓိကအသေးချာလားပညာကိုဘာမှတိုင်နဲ့ကြည့်မလဲသီလသမာဓိဒီကလေးကပညာတတ်ကလေးတဲ့ရိုးသားပါတယ်တဲ့တောက်တတ်တာလေးတစ်ခုပဲတဲ့သူ့ကိုယ်သူတောင်မထိမ့်သိမ့်နိုင်မနဲ့ခမည်းတော်ရက်ရွာထိမ့်သိမ့်နိုင်မှာမလားအဲ့ဒါဖြေပဲရှင်းမလားအဲ့တော့ပညာရှိမရှိဘာနဲ့ကြည့်မလဲအဲ့တော့ခေါင်းဆောင်ကောင်းပဲမှာရှာကိုယ်တဏ္ဍာမှာရှာဘာကိုခေါင်းဆောင်ထားမလဲနောက်လိုက်ကဘယ်သူနဲ့ဘယ်သူသီလသမာဓိမပါဘဲနဲ့ခေါင်းပညာရှိကိုပညာရှိလို့သုံးသပ်လို့အဲ့တော့ပညာတစ်ခုတည်းယက်တည်လို့လဲကျင့်တတ်ပြီလားစာတွေဘလောက်တတ်သီလသမာဓိကိုမြင့်မအောင်မထိန်ကြောင်းနိုင်ရင်ဒီပုဂ္ဂိုလ်ကိုပညာရှိလို့ပြောလို့အဲ့တော့ဘွဲရတာပညာရှိလားသီလသမာဓိပြည့်စုံမှပညာရှိလားနားလည်ပြီလားခေါင်းဆောင်ကောင်းမှချမ်းသာရတယ်ပြန်ပြောဩသာဩနေတာသူ့များအားကိုးရမလားမေးတလွဲကြီးပဲပြန်ပြောခေါင်းဆောင်ကောင်းမှချမ်းသာရမယ်မပြောဘူးလားအဲ့တော့ခေါင်းဆောင်ဘယ်မှာရှိတယ်ဘာကိုခေါင်းဆောင်ပညာကိုခေါင်းဆောင်ထားမယ်အခုလှဲမှုကြီးအောင်မြင်သွားတာဘာရှိလို့ပညာရှိတော့အကြံလည်းရှိတယ်ဉာဏ်လည်းရှိတယ်အကြံနဲ့ဉာဏ်နဲ့ပေါင်းစပ်နိုင်မှအောင်မြင်တဲ့ဘဝကိုရမယ်အဲ့တော့အကြံဉာဏ်သာပြည့်စုံရင်ပြစ္ဆုတ်ပံလဲချမ်းသာမယ်ကျင့်တတ်ပြီလားဒါဖြင့်တတိထားဝရိယဆိုင်ပညာနဲ့ကြည်ပြန်ပြောအခုရှိတာခင်ဗျားတို့ခန္ဓာဘယ်နှပါမြဲသလားမမြဲဘူးလားကိုယ်ပိုင်သလားမပိုင်ဘူးလားဒါဖြင့်ဒီခန္ဓာကိုယ်ကြီးမှာငါကိုငါဟာဆိုတာဒါဖြင့်ငါဥစ္စာရောမရှိရင်လောကမှာပိုင်တာပါရှိတယ်အဲ့တော့စီးစိမ်ဥစ္စာရခြင်းဟာပြည့်စုံခြင်းလားယာရုဂုံတိန်ကပြည့်စုံခြင်းကိုပေးနိုင်သလားခင်ဗျားတို့ဘဝအတွက်ပြည့်စုံခြင်းဟာသီလလောကမှာကိုယ်ပိုင်တရားဟာသီလသမာဓိပညာမှတပါအခြားမရှိရှင်းသလားသီလသမာဓိပညာသာပြည့်စုံရင်ပြစ္ဆုတ်ပံလဲချမ်းသာတယ်ခေါင်းစဉ်ကခေါင်းဆောင်ကောင်းမှအဲ့တော့ကိုယ်တဏ္ဍာမှာဘာပြည့်စုံအောင်လုပ်အလိုလိုပြည့်စုံမှလားအာထုတ်ယူရမှာ
အာထုတော်နံပါတ်1မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရဟုတ်ကလားသိနေုံနဲ့လုံလောက်ပြီလားလုံတော့သိသည်တရားအတိုင်းလိုက်နာကျင့်ဆောင်ရဒါလေးနှစ်ခုမှတ်သားထားဖို့လိုအပ်မလို့အဲ့တော့ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုရင်နံပါတ်1မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဗျာကဲအားလုံးတရားပွဲသိမ့်တော့မှာပါတက်ညီလက်ညီဖြေလိုက်စမ်းပါအားလုံးခင်ဗျားတို့ကျုပ်တို့အတွက်ဘာလို့သိမ့်တော့နံပါတ်1သိအောင်လုပ်ရမယ်သိနေုံနဲ့လုံလောက်ပြီလားအဲ့တော့နံပါတ်2ကသိသည်တရားအတိုင်းလိုက်နာကျင့်ဆောင်ရပါမယ်ဗျာအဲ့ဒီတိုင်းနာကျင့်ဆောင်ရင်သီလသမာဓိပညာပြည့်စုံမှုရနိုင်မရနိုင်ရနိုင်ရင်ကိုဘဝရဲ့အရှင်သခင်ကဘာလို့လဲကိုကိုယ်တိုင်ပဲကိုဘဝရဲ့ခေါင်းဆောင်ကဟောကိုတန်တရားရဲ့ခေါင်းဆောင်ကဟောဒါဖြင့်သူများအားကိုးမလားကိုအားကိုးမလားအတ္တာဟိရှင်းတ်ပြီလားသဘောပေါက်ပြီလားအဲ့တော့ကိုယ်ပိုင်ပညာမရှိဘဲနဲ့ကိုဘဝလမ်းဖြောင်းတန်းအောင်သွားလို့ရှင်းတ်ပြီနော်အဲ့တော့ခေါင်းဆောင်ကောင်းရင်ချမ်းသာရတယ်ပြန်ပြောအဲ့တော့ယုံညံ့တဲ့ခေါင်းဆောင်နဲ့တွေ့တော့အားလုံးပြည့်စည်ခြင်းနဲ့မကြုံရဘူးလားအဲ့တော့တို့တွေခေါင်းဆောင်ကောင်းတဲ့ထာဝစဉ်အောင်မြင်နိုင်အောင်ကြိုးစားကြဖို့လိုအပ်မလိုအပ်ကဲကြိုးစားခြင်းနဲ့ဆိုရင်တတိထားဘသူကိုဘသူကြည့်မယ်ကိုကြည့်တော့ယုတ်တရားနဲ့ယုတ်ကောမြဲသလားနာမ်ကောလောကမှာမြဲနေတာဘာရှိတယ်အဲ့တော့မမြဲတဲ့တရားသည်ချမ်းသာသလားဆင်းရဲသလားဆင်းရဲသောတရားသည်အတ္တလားအနတ္တလားဒါဖြင့်ငါကိုငါဟာငါဥစ္စာလို့ဆိုသည်ဟာမရှိဘူးဆိုလောကမှာတတ်မဲ့เสียပစ္စည်းဥစ္စာလည်းမရှိဘူးသဘောပါသလားဖွယ်ထူးဂုံထူးတွေရောကိုချမ်းသာကိုပေးနိုင်သလားတကယ်ကိုချမ်းသာအစစ်ပေးနိုင်တာကသီလမှတ်မိပြီလားဒါဖြင့်ပညာရှိပြီးကိုဘဝအတွက်အနှစ်သာရကိုရအောင်ယူနိုင်ကြရင်တို့တွေချမ်းသာရနိုင်မရနိုင်ဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘသူကိုဘသူကြည့်မယ်သူတို့ကလက်ဝေဖန်မို့လားကိုဝေဖန်မို့လားဝေဖန်မှုကြည့်လိုက်တော့ခန္ဓာဘယ်နှပါဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာ၄ချက်သာကြိုက်ကြိုက်ရင်နောက်မှာချွတ်ယွင်းတိမ်ဆောင်းတဲ့ဘဝတွေရเสียအကြောင်းတန်တရားမှာလည်းဆင်းရဲเสียအကြောင်းမရှိတော့ရင်တန်တရားဒုက္ခကမလွတ်ဘူးလားမလွတ်လို့မချွတ်တန်တရားကိစ္စကလွတ်လို့ချွတ်ယွင်းပြက်ပြားခြင်းမရှိတာကိုအပန္နကလို့ခေါ်တယ်နော်ဘဝတန်တရားချွတ်ယွင်းပြက်ပြားရင်ပန္နကတဲ့တန်တရားမှာနှိမ့်မွန်းရမယ်အဲ့တော့ဒါကြောင့်အပန္နကဇတ်တော်ကဏိကုံးချုပ်ရရင်ကိုသီလသမာဓိပညာသာလျင်ကိုရဲ့တကယ်အဓိကခေါင်းဆောင်ကောင်းပဲလို့မှတ်ယူပြီးတော့ပြန်ညာ